ပဲပြော hello ဆိုတော့အားလုံးမင်္ဂလာပါဟုတ်နော်ဆိုတော့အခုဒီမှာတွေ့ဘူးတဲ့လူကတော့နည်းနည်းပဲရှိတယ်နော်ကျန်တဲ့လူတွေကတော့တော်တော်များများကတော့လူအသစ်တွေဖြစ်မယ်လို့ထင်တယ်ကျွန်တော်နာမည်အောင်ကျော်ဖြိုးပါအားလုံးကျွန်တော်ကတော့တကယ်ကြတော့ပုံမှန်လမ်းကြောင်းကလာတာကတော့အင်္ဂလိပ်စာသင်တာတကယ်ကြတော့နော်လမ်းကြောင်းကအင်္ဂလိပ်စာသင်တယ်ဒါပေမဲ့ဟိုကျွန်တော်ရဲ့လမ်းကြောင်းကဒီလိုပဲချော်တုံးခေါ်ပြီးတော့မြန်မာပြည်ကလူတော်တော်များများရဲ့လမ်းကြောင်းလိုပါပဲနော်ဆိုတော့ချော်တုံးခေါ်ပြီးတော့ဘယ်တဲကိုရောက်သွားလဲဆိုတော့စာယာဖောင်ဒေးရှင်းကိုရောက်သွားတယ်ပေါ့နော်စာယာဖောင်ဒေးရှင်းကတော့သူကဟိုစကားစားကတော့ဘုန်းတော်အသင်ပညာရေးအကြောင်းတွေမှာအဲ့လိုမျိုးပညာရေးနဲ့ပတ်သက်တဲ့လုပ်တဲ့ foundation ဖြစ်တယ်ပေါ့နောက်ပိုင်းမှာတော့တဖြည်းဖြည်းနဲ့ကျယ်ပြန့်လာပြီးတော့သူကဒီreligious education တို့နော် faith based education တို့အဲ့လိုကိစ္စတွေလုပ်တယ်ပြီးတဲ့ခါကျတော့ကလေးတွေအတွက်ဟို non formal education ပေါ့အဲ့ဒီဘက်ကိုသွားတဲ့ခါကျတော့အဲ့ဒီဟာလေးတွေကျွန်တော်တို့လုပ်ဖြစ်ပါတယ်အဲ့ဒီလုပ်ဖြစ်တဲ့ခါမှာကျွန်တော်ကဒီ trainer အနေနဲ့ဝင်လုပ်ဖြစ်တဲ့အပိုင်းပေါ့နော်လုပ်ဖြစ်တဲ့ခါကျတော့ကျွန်တော်ကဒီ gender နဲ့ပတ်သက်ပြီးတော့ဟိုတော်တော်လေးစိတ်ဝင်စားသွားပြီးတော့သူမှသင်တန်းတွေလည်းတက်ဖြစ်တယ်ကိုယ်ကိုယ်တိုင်လည်းသင်တန်းပြန်ပေးဖြစ်တယ်ပေါ့နော်ဆိုတော့အဓိကကျွန်တော်ရဲ့ expertise ကတကယ်တည်ချာပြောရမယ်ဆိုရင်တော့အဲ့ဒီ gender နဲ့ပညာရေးနဲ့ဆက်တဲ့အပိုင်းပေါ့ဆိုတော့ပညာရေးမှာဒီ textbook တွေမှာ gender bias ဖြစ်နေတဲ့ဟာတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ lens အသစ်နဲ့ evaluate လုပ်တော့ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့နော်ဆိုတော့ဟိုတနေ့ကပဲဟိုကြုံလို့ပါနော်ဆိုတော့ Great Gatsby ကြည့်ဘူးလိုက်ကြလားမသိဘူးနော် Great Gatsby ဒီဗာလဲဟို Leonardo ရဲ့ကားလေးနော်ဆိုတော့အဲ့တည်းမှာသူ့တငယ်ချင်း Nick Carraway ကနော်ဆိုတော့အဲ့လိုမျိုးသူ့ကိုယ်သူ gay ဖြစ်နေတာ तू ကမသိတာပေါ့နော်ဆိုတော့အဲ့ခေတ်တုန်းက तू ဟိုအဲ့လိုမျိုး theory ဟိုလှုပ်ရှားမှုတွေနော်ဆိုတော့အဲ့လိုမျိုးတွေမပေါ်သေးတဲ့ခါကျတော့ကျွန်တော်တို့ရုပ်ရှင်ကြည့်တယ်ဆိုလဲအဲ့ဒါကိုမမြင်ဘူးပေါ့နော်ဒါပေမဲ့ queer theory လို့ခေါ်တဲ့ဒီtheory အသစ်ပေါ့ queer theory လို့ခေါ်တယ်ဆိုတော့အရင်တော့ကတော့ queer ဆိုတာဒီဟိုဒီ non binary people တွေကိုနည်းနည်းနှိမ်ပြီးတော့ခေါ်တဲ့စကားလုံးမျိုးပေါ့ဒါပေမဲ့နောက်ပိုင်းကျတော့ငါတို့က queer ပဲဆိုပြီးတော့ကိုတိုက်ခိုက်တဲ့စကားလုံးနဲ့ပဲကိုပြန်အယောင်တင်လိုက်တာပေါ့ဆိုတော့အဲ့ဒီ queer theory ဆိုတာပေါ်လာတဲ့နောက်ပိုင်းမှာအဲ့ဒါကိုပြန်ရုပ်ရှင်ကိုပြန်ကြည့်တဲ့အခါကျတော့ Nick Carraway ရဲ့ဇက်ကောင်ရဲ့ဒီသူ့ကိုယ်သူမမြင်တဲ့ဟာကိုနော်ဆို queer theory ရဲ့မှန်ဘလူးနဲ့ကြည့်လိုက်တော့မှမြင်တာမျိုးပေါ့နော်အဲ့လိုမျိုးဆိုအဲ့ဒါမျိုးတွေကိုကျွန်တော်ပိုစိတ်ဝင်စားတာဖြစ်တယ်ကျွန်တော်ကအဲ့လိုဟိုတကယ်ကြတော့အပြင်ဘက်က gender တွေကိစ္စတွေဟို issues တွေကိုပို့ပြီးတက်ခဲလုပ်တဲ့ဟို activist တမားတော့မဟုတ်ဘူးဒါပေမဲ့အဲ့စာအုပ်ပေါ်ကကလေးတွေကိုဟိုပြောရမယ်ဆိုရင်ကလေးတွေကိုကိုယ်တိုင်မမြင်မဲနဲ့ပို့ချမိနေတဲ့ဟာမျိုးတွေပေါ့နော်တချို့ဟာတွေကြတော့ကျွန်တော်တို့လည်းဟိုလူကြီးတွေကကိုယ့်ကိုပို့ချလိုက်မိမှမသိကျွန်တော်တို့ကပြန်ပို့ချအဲ့လိုမျိုးတွေဖြစ်နေတဲ့ဟာတွေကိုကျွန်တော်ကတတ်နိုင်သမျှမြင်အောင်ကြည့်တဲ့အပိုင်းဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ trainer အနေနဲ့ကတော့ကျွန်တော်အခုလောလောဆယ် freelance trainer လုပ်တယ်တခါတလေဥမာမဟုတ် education တို့နော်ဒီလိုဒို့အိမ်တို့ဒီလိုအဖွဲ့အစည်းတွေ British Council တို့အဲ့လိုအဖွဲ့အစည်းတွေကနေပြီးတော့ကျွန်တော်ခေါ်ပြီးတော့ဖိတ်ပြီးတော့ဟို freelance နေနဲ့လုပ်တယ်ပေါ့နော်ဒါအဲ့လိုမျိုးလေးပေါ့နော်ဆိုတော့ okay ဆိုတော့တခြားတော့တူကျွန်တော်မှစိတ်ဝင်စားစရာအကြောင်းတော့မရှိဘူးเนาะဆိုတော့ကျွန်တော်သင်ငန်းညွန့်မှာနေပါတယ်เนาะဆိုတော့ဒီကလူတွေเนาะဆိုတော့အဲ့ဒါသင်ငန်းညွန့်မှာနေတာသိစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတော့မဟုတ်ဘူးเนาะဆိုတော့အဲ့ဒါဆိုရင်ဒီနေ့ဟိုဟာလေးကိုသွားလိုက်ကြပါမယ်เนาะဆိုတော့အစကတော့အချင်းချင်းလည်းမိတ်မဆက်ခိုင်းတော့ပါဘူးเนาะဆိုတော့ဒါဆိုရင်ခေါင်းစဉ်ကတော့ဟို gender based violence ပေါ့เนาะဆိုတော့ gender based violence in digital age လို့ပြောပေးထားပါတယ်เนาะဆိုတော့ဒီဟာလေးကတော့ဒီเนาะဆိုတော့ 16 days of activism နဲ့เนาะဆိုတော့ဒီခေါင်းစဉ်အောက်ကနေပြီးတော့ကျွန်တော်တို့လှုပ်ရှားမှုတွေလုပ်ရတဲ့ဟိုဟာထဲမှာဆိုတော့ခေါင်းစဉ်တစ်ခုအနေနဲ့ပါဝင်ပါတယ်ပေါ့เนาะဆိုတော့okay ဆိုတော့အရင်ဆုံးတော့ကျွန်တော်တို့ gender based violence ဆိုတာဘာလဲပေါ့နော်အဲ့ဒါအနေစကြည့်အောင်နော်စိတ်ထဲမှာဘယ်လိုထင်လဲဘယ်လိုခံစားရလဲဘယ်လိုနားလည်ထားလဲပေါ့နော်ဆိုတော့ဒီကဟိုရောက်ချင်းအဲ့လိုမျိုးမေးတာတော့မဟုတ်ပါဘူးနော်စိတ်ထဲမှာကိုရဲ့ခံစားရတဲ့ကိုနားလည်ထားတဲ့ပုံစံတစ်ခုခုကိုပြောပြလို့ရပါဘူးနော်ဆိုတော့ဒီထဲကတူ volunteer တယောက်ဖြစ်ပေါ့နော်ဆို gender based violence ဆိုတာဆိုတော့မှားတယ်မှန်တယ်မရှိဘူးပေါ့နော်ဆိုကိုရဲ့စိတ်ထဲမှာတွေးမိတဲ့ဟာလေးပေါ့တယောက်များ anyone ဘယ်သူပဲဖြစ်ပါgender based violence ဆိုတာဘယ်လိုမြင်လဲဆိုတော့အရင်ခေတ်ကပေါ့နော်မျိုးသမီးကအိမ်လုပ်ပဲလုပ်ရမယ်အပြင်တော့မလုပ်ရဘူးယောက်ျားကြီးကအပြင်တော့ဆက်ရှာလုပ်ရမယ်ဆိုတော့အဲ့လိုတတ်မှတ်တယ်ထပ်မထားရတာမျိုးထင်တယ်ပေါ့နော်
ပြီးတော့community ထဲမှာလည်း you know gay တွေဆိုလို့ရှိရင်နိုင်တာအဲ့လိုမျိုးမြင်ပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ပါ ဒါတော့ body shaming လုပ်တဲ့ဟာမျိုး gay တွေဖြစ်ဖြစ် women တွေဖြစ်ဖြစ်လောက်တာမျိုးရှိဒါပေမဲ့ယောက်ျားလေးတွေလည်း gender based violence ခံရမျိုးရှိရတယ်ဥပမာတစ်ခုလောက်ပြောပြလားယောက်ျားလေးတွေ gender based violence ခံရတဲ့ဟာဘယ်လိုဟာမျိုးလဲဥပမာဒါတော့ go 15တော့သင်ခဲ့ရတာပေါ့နော်ဆရာတယောက်ဆရာနာမည်ကိုမေးကုန်ရတယ်သူပြောတဲ့အကြောင်းအရာကိုမှတ်မိရတယ်သူ့နာမည်မေ့လိုက်လို့ရအခုတော့ကျွန်တော်နာမည်ကိုမေ့နေနော်ဆိုတော့အဲ့တော့ကျတော့ဆရာကအဲ့တော့ discussion gender based violence ဆိုပါလေဆိုမြင်တော့အဲ့တော့ women day gays day LGBTQ+ community တွေviolence လုပ်တဲ့ဟာဆိုပြီးပြောလိုက်တာအမဟုတ်ဘူးလေယောက်ျားလေးတွေကို violence လုပ်တာရရှိရဆိုပြီးအဲ့တော့ယောက်ျားလေးတွေကို violence လုပ်တဲ့ဟာတွေကိုသတင်းစာတွေအဲ့ဟာပြီးတော့ crop လုပ်ပြီးတော့ပေါ့နော်ပြတယ်ပေါ့အဲ့တော့ယောက်ျားလေးကလာစားမအဲ့လိုဆိုပြီးတော့မျိုးသမီးဒါနဲ့ခုတ်တတ်တာပေါ့အဲ့လိုတွေ့ရတယ်ပေါ့နော်ခုနကတော့ပြောသွားတယ်မှာစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအများကြီးပါတယ်နော်ဆိုတော့နံပါတ်1ကတော့ဟို norms တွေနဲ့ချိတ်ဆက်ပြီးပြောသွားတာပေါ့နော် cultural norms တွေပေါ့ cultural norms တွေကကျွန်တော်တို့ပုံစံကွက်ထဲကိုထည့်သွင်းတာပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးပဲအမျိုးသမီးဆိုတာဒီလိုပုံစံမျိုးပဲနေရမယ်အမျိုးသားဆိုတာဒီလိုပုံစံမျိုးပဲနေရမယ်ဆိုပြီးတော့အဲ့ဒီပုံစံကွက်နဲ့မကိုက်ညီဘူးဆိုရင်ကျွန်တော်တို့ကအဲ့လိုဟို violence လုပ်တော့တာပေါ့နော်ဆိုတော့အဲ့ပုံစံကွက်ထဲနဲ့အဲ့ကြတော့အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ် gender based violence ကိုခံစားရနိုင်တယ်ပေါ့နော်ဥပမာဆိုရင်ခုနကတော့ပြောတဲ့အောင်မှာဆိုရင်အမျိုးသားဆိုရင်အပြင်ထွက်ပြီးတော့အလုပ်လုပ်ရမယ်အမျိုးသမီးဆိုတာအိမ်ထဲမှာနေအဲ့ကြတော့နော်ဆိုတော့ तू ကမျိုးသားဖြစ်ပြီးတော့ဝင်ငွေမရှာနိုင်ဘူးဆိုရင်ဘာဖြစ်လဲသူ့ရက်ွက်ထဲကပြောကြပြီနော်ဒီကောင်ကထမိန်ရည်ဒီနာခိုစားတဲ့ကောင်နော်ဆိုတော့အင်္ဂလိပ်စကားမှာဆိုရှိတယ် pull the apron string ဆိုတာနော်ဆိုတော့ apron ဆိုတာဟိုကလေဟိုရှေ့မှာဟင်းချက်လို့ရှိရင်ဒီလိုမျိုးနော်ဆိုတော့ဟိုဝစ်တဲ့ဟာလေနော်ဆိုတော့ဟိုဟာလဲအဲ့လိုမျိုးကာတဲ့ဟာပေါ့နော်ဆိုတော့ပေးတဲ့ဟာဆိုအဲ့အမျိုးသမီးတွေလောက်ကြတာများတော့ခါကြတော့အဲ့လိုမျိုးနော်အဲ့ဒါလေးကိုခိုးပြီးတော့လိုက်စားနေတဲ့ကောင်ပေါ့အဲ့လိုမျိုးဒါဆိုရင်အမျိုးသားတွေကိုပုတ်ခတ်တဲ့ gender based violence တစ်မျိုးဖြစ်တယ်ဆိုတော့ပြီးတော့အမျိုးသမီးဆိုရင်လည်းပဲအမျိုးသမီးလို့မနေဘူးနော်ဆိုတော့အမျိုးသမီးလို့ဆိုတော့သူတို့ရဲ့နော်ဆိုတော့စိတ်ထဲမှာသတ်မှတ်ထားတဲ့ခေါင်းထဲမှာရှိနေတဲ့ဟာတွေနဲ့ပုတ်ခတ်တယ်ဆိုလို့ရှိရင်လည်း gender based violence ဖြစ်တယ်ပြီးတော့ body shaming ပေါ့နော်ဆိုတော့ body shaming နဲ့ပတ်သက်တော့အမျိုးသားတွေလည်း body shaming ခံရတယ်နော်ဆိုတော့ပြီးရင်နော်ဆိုတော့ခုနကတော့လို့ပြောသွားတဲ့နေရာမှာနော်ဆိုတော့ victims တွေထဲမှာဘယ်သူတွေလဲပါမယ်ဆိုရင်ဆိုတော့ LGBTQIA+ နော်ဆိုတော့ဒီ community တွေကလူတွေကိုလည်းဒီဆိုတော့ဒါကဘာဖြစ်လို့ဆိုတော့သူတို့ရဲ့နော်ဆိုတော့မြင်လာတဲ့ gender based နော်ဆိုတော့အမြင်နဲ့ gender stereotypes တွေနဲ့ကွက်တိမကြနေဘူးဆိုရင် तू ကဘယ်လိုမျိုးလဲဆိုတော့ तू ကသူ့ရဲ့ဟို gender ဟာကသူ့စိတ်ထဲမှာမြင်တာယောက်ျားလေးဆိုအဝိုင်းပေါ့မိန်းကလေးဆိုရင်ထားပါတော့နော်ဥပမာပြောတာနော်ဆိုတော့ကျတော့ယောက်ျားလေးဆိုအဝိုင်းဆိုလိုက်စဉ်းစားနေမှာဆိုလို့ဆိုတော့မိန်းကလေးဆို trigan ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ तू ကအဲ့လိုပုံစံမဟုတ်ဘဲနဲ့ကိုကတွန်းပေါ့နော်ဆိုတော့ယောက်ျားလေးဆို4000ဖြစ်နေတယ်ဆိုရင် तू ကအဲ့အနားတွေကိုညှက်ပစ်ချင်တာဆိုတော့ society ရဲ့ပြဿနာအဲ့ပုံစံကွက်နဲ့ငါပုံစံကွက်အဝိုင်းမင်းကအဆင်မပြေနေဘူးဒီခြုံထွက်နေတဲ့အနားတွေကိုငါညှက်ပစ်ချင်တယ်ကွာအဲ့နော်ဆိုတော့အဲ့ဒီဟာ gender based violence ပဲပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးဟိုပုံစံကွက်ထဲမဝင်ညှက်ပစ်ချင်တဲ့ဟာ gender based violence ဖြစ်တယ်နော်နည်းနည်းတော့သေးနော်ဆိုတော့မှတ်ဖတ်လို့ရမယ်လို့တော့ထင်တယ်ပြီးပြီလားပြီးပြီနော်ဒါဆိုရင်ဒီတယောက်ဒီတဲကနေပြီးတော့ဘာတွေ့လဲမသိဘူးအဓိကကိုစိတ်ထဲမှာဖတ်လို့မပြီးသေးဘူးဟာနော်ကျွန်တော်ပြဿနာပဲကျန်တဲ့လူတွေကဟလာဆိုတော့သူ့ကိုကြောက်ကြတယ်ဒီဘက်ကနော်ဆိုတော့နည်းနည်းကိုစိတ်ထဲမှာဆိုတော့ကိုစိတ်ထဲကိုရိုက်ခတ်သွားတဲ့စကားလုံးတစ်လုံးပေါ့နော်ဒါမှမဟုတ်ရင်တစ်ခုခုပေါ့ဆိုတော့ကိုနားလည်လိုက်တဲ့ဟာတစ်ခုခုပဲဖြစ်ဆွဲထုတ်ပြီးတော့နည်းလေးပြောပြပါဟုတ်ကဲ့ကျေးဇူးပါဆိုတော့တခြားတဲ့ရောက်ဆိုတော့နည်းနည်းနောက်ကျနေတယ်ညီမလေးဆိုတော့
အဲ့တော့ gender based violence ဆိုရင်ဘသူတွေနဲ့ပိုဖြစ်တာ victims တွေကဘသူတွေပုံများလဲအားနည်းတဲ့သူတွေပေါ့နော်အားနည်းတယ်ဆိုတာဆို society ထဲမှာဟို power သိမရှိနေတဲ့သူတွေပေါ့နော် gender အကြောင်းပြောလို့ရှိရင်ဘယ်တော့မှ power အကြောင်းကလည်းလွတ်တော့မရဘူးပေါ့နော်ဆိုတော့ဟို society တစ်ခုမှာ violence ကဘသူကိုပိုဖြစ်တာလဲဆိုရင်တော်တော်များများတော့အားများတဲ့သူကပဲအားနည်းတဲ့လူပေါ်မှာပို့ပြီးတော့ violence လုပ်ဖို့စ조사ကြတာပေါ့နော်ကျွန်တော်တို့ကမှလူတယောက်နဲ့ဟိုတငယ်ချင်းပေါ့ထားပါတော့နော်ဆိုတော့ကိုယ်နဲ့ level 2တငယ်ချင်းပေါ့အဲ့လူနဲ့တခုခုအဆင်မပြေဘူးဆိုရင်သူ့ကိုဘာတွေးလဲဆိုရင်သူ့ကိုဘယ်လိုနာအောင်လုပ်ရမလဲဆိုတဲ့စိတ်ကိုတွေးတာသူဘယ်လိုနာအောင်လုပ်ရမလဲဆိုတော့သူတယောက်တည်းကတော့ဘာမှမဖြစ်နေဘူးအဲ့ကြတော့သူ့ရဲ့ group identity ပေါ့သူကဘယ်အုပ်စုထဲမှာပါနေလဲအဲ့ဒါကိုကြည့်ပြီးတော့ကျွန်တော်တို့ကတိုက်ခိုက်တော့အဲ့ဒီဟာကဘာဖြစ်နေလဲဆိုတော့သူ့မှာဘယ် group identity ကငါတဲ့နေနေလဲပေါ့လိုက်ကြည့်တာနော်အဲ့ကြတော့ဥမာသူ့ရဲ့လူမျိုးရဲ့ group identity ကဒီ society မှာဆိုလူမျိုးရဲ့ group identity နေလားအဲ့နေအဲ့ group identity တိုက်ခိုက်လိုက်တာနော်ဒါမှမဟုတ်အသားအရောင်ရ तू က group identity ကနေလားအဲ့ဟာနဲ့တိုက်ခိုက်လိုက်အဲ့ကြတော့ gender ကိစ္စမှာလည်းကျွန်တော်တို့ကအဲ့ဒီ power လို့မဖြစ်ဘူး power အရာနော်ဆိုတော့လောကကြီးမှာနော်ဆိုတော့မျိုးသားနဲ့မျိုးသမီးဆိုရင်များသောအားဖြင့်အခုမြန်မာပြည်မှာလို့အခြေအနေမျိုးမှာဆိုရင်နော်ဆိုတော့ဟိုပုံမှန်အားဖြင့်ပေါ့နော်ဆိုတော့မျိုးသားဆိုရင်ဘယ်လိုဖြစ်တယ်ဖုံးရှိတယ်ဒါမျိုးတွေရှိနေခြင်းက power ကိုနော်ဆိုတော့ soft power ပဲဖြစ်ပေါ့နော်ဆိုတော့ soft power ပဲဖြစ်အဲ့လိုဟာတွေကရှိနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ကြတော့အာဏာလွဲသုံးစားပြုခြင်းဆိုတာဟိုလိုမျိုးနော်ဆိုတော့ head power ကြီးဟုတ်ချင်မှလည်းဟုတ်မယ်ပေါ့နော်ဆိုတော့ယာဓုတွေဌာနတရားတွေဟုတ်ချင်မှလည်းဟုတ်နောက်တစ်ခုကစဉ်းစားမိတာပေါ့နော်ဆိုကျွန်တော်ဆိုရင်ကျောင်းဆရာပေါ့နော်ကျောင်းဆရာဒီတပည့်နဲ့ကြိုက်တင်လားကြိုက်တင်လားကြိုက်တင်ပါလားနော်ဆိုတော့ဆရာနော်ဆိုဟုတ်ကဲ့နော်အဲ့ဒါကျွန်တော်လည်းအရင်တော့ကျောင်းဆရာဆိုတာတပည့်နဲ့ကြိုက်တင်တယ်လို့ပဲထင်ခဲ့တယ်ပေါ့နော်ဆိုဘာလို့လဲဆိုတော့ကျွန်တော်နော်ဆိုတော့ဒါပေမဲ့ဟိုလိုမျိုးမဟုတ်ပါဘူးဒီကစဉ်းစားစရာအနေနဲ့တင်ပြခြင်းဖြစ်တယ်ဒါဟိုလိုမျိုးယူဆရမယ်လို့ဟိုအဲ့လိုမျိုးယူဆရမယ်လို့မဆိုလို့အဲ့မှာ तू ကတယောက်ကပြောတယ်အဲ့လိုမျိုးအဲ့လိုမျိုးပေါ့သူတို့နှစ်ယောက် relationship toxic relationship ပြနော်ဆိုတော့ Facebook မှာရန်နေဖြစ်ကြပြီးတော့အဲ့လိုမျိုးတယောက်နဲ့အောက်ဖက်လန်ကြတဲ့ကိစ္စတွေဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကလည်းပွဲဆိုရင်ရန်စိတ်ဝင်စားနော်ဆိုတော့ဒီဆရာနဲ့တပည့်ဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့ relationship ကအစဆရာနဲ့တပည့်ဖြစ်တယ်ပေါ့နော်အဲ့မှာလူတယောက်ကရေးထားတာပေါ့နော်ဆိုတော့ကျွန်တော်ရဲ့အတိတယောက်ကရေးထားတာဘာလို့ဆိုတော့ဟိုဒီ relationship ကိုမစတင်ဘူးလေဘာဖြစ်လို့ဆိုတော့ power balance မရှိလို့မစတင်ဘူးအစတည်းကဟိုဆရာဆိုတာကဒီမြန်မာပြည်မှာဆိုရင်ကျောင်းသားတဲ့ power balance အရာမြင့်နေပေါ့မြင့်နေတဲ့အတွက်တခုခုဆိုရင် तू ကဟိုသူ့ရဲ့အဲ့ power ကိုအသုံးချပြီးတော့နော်ဟိုလုံနိုင်တယ်ပေါ့အဲ့ကြတော့ gender ကိစ္စဖြစ်ပြီးနော်ဆိုတော့ gender based violence ဖြစ်ပြီးဒါမှမဟုတ်ရင်လည်း harassment ဖြစ်ပြီးဆိုရင်ဟိုဝန်ထမ်းငယ်ကနေပြီးတော့ဝန်ထမ်းကြီးကိုလှုပ်တာတဲ့ဝန်ထမ်းကြီးကဝန်ထမ်းငယ်ကိုလှုပ်တာဖြစ်ဖို့ပုံများသလိုကျောင်းဆရာကနေပြီးတော့တပည့်တော့မဟုတ်ဆရာမကနေပြီးတော့ကျောင်းသားပေါ့အဲ့လိုမျိုးဖြစ်ဖို့ပုံများတယ်ပေါ့ဆိုတော့ဒါကတော့ power ကသူ့ကိုအားပေးထားသလိုဖြစ်နေတာဆိုတော့အဲ့ကြတော့ဟို gender တခုတည်းနဲ့ကပ်ပြီးတော့ကြည့်လို့မရဘူးကျွန်တော်တို့ကအဲ့ဒီအာနာဆိုတဲ့ဟာကိုလည်းအာနာဆိုတာဒီနေရာမှာဟိုတခြားစကားလုံးလည်းမရှိလို့ပေါ့လေနော်ဆိုတော့ power ကိုပြောချင်တာပေါ့နော်လူတယောက်ကို power ပေးထားတယ်ဆိုတော့သူ့မှာသာ power မရှိဘူးဆိုတော့တရုတ်တရက်ဟိုလူတယောက်ကအဲ့လိုမျိုးသွားပြီးတော့ကျူးလွန်မိဖို့ဆိုတာတော်တော်စဉ်းစားရတယ်လေနော်ဆိုတော့တခုခုဆိုရင်နော်ဆိုတော့ငါ့ဟိုဘယ်သူကဘာပြောမလဲဆိုတဲ့ဟာမျိုးတွေပေါ့နော်ဆိုတော့လည်းမျိုး view size ဆရာမလိုဘူးဆိုလေပို့ပြီးတော့လှုပ်လေပဲပေါ့နော်ဆိုတော့တခုဆိုရင် okay နော်ပြောတာညာပါ sorry နော်အကျဉ်းဖတ်မှုအမျိုးအစားတွေကိုတွားကြည့်အောင်နော်ဆိုတော့အဲ့တော့ဒီလိုလောက်အောင်နော်ဆိုတော့ group ထဲမှာနော် group ထဲမှာအဲ့အကျဉ်းဖတ်မှုအမျိုးအစားတွေကိုနည်းနည်းပြောကြည့်ပြီးတော့နော် brainstorm လုပ်ပြီးတော့စာရွက်တစ်ရက်မှာချရေးလိုက်နော်ဆိုတော့ brainstorm လုပ်မယ်စာရွက်တစ်ရက်မှာချရေးမယ်နော်ဆိုတော့ကိုယ်တိုင်စဉ်းစားမိတာလည်းရှိတယ်အဲ့တော့ကိုယ်တိုင်စဉ်းစားမိတဲ့ဟာလေးတွေချရေးလို့ရတယ်နော်ဆိုတော့နော်ကျန်တဲ့သူတွေနဲ့ပေါင်းဆက်ပြီးတော့ရေးလို့ရတယ်နော်အကုန်လုံးနည်းနည်းလေးပြောကြည့်ကြည့်ရအောင်နော်များနိုင်သမျှများပေါ့နော်စာရွက်ကြီးတာနဲ့ဆိုပိုကောင်းမယ်နဲ့တွေ့ဒီဘက်နည်းနည်းသေးနေသေးတယ်အကြီးနဲ့ပဲရေးလိုက်အစင်ပြေလားမသိဘူးဟိုဘက်နော်ရေးတယ်နော်သေးနေမှာစ
ဒီတစ်ခုပဲရှိသေးဟောနည်းဆိုရေးပါရေးdigital violence ကလည်းဒီလည်းနဲ့ဟောဒါပေမဲ့ physical တော့နည်းရပါတော့ဆိုဒီ digital violence ဆို physical ကလည်းဟိုဘယ်လိုပြောဖြစ်နိုင်တယ်ဘာလို့ threatening လုပ်တာဘာလို့ သူကဒီလိုမျိုးဖြစ်သွားအောင်နော် digital ကနေ physical ကိုသွားတော့ဒါပေမဲ့ဟိုဓာတ်ရိုက်တော့မဟုတ်နော် digital တွေပေါ်ကနေပြီးတော့ physical ဖြစ်အောင်တော့အခုခေတ်မှာတော့နည်းပညာရလုပ်လို့မရသေးဘူးနော်အဲ့လိုမျိုးဓာတ်ရိုက်တော့မဟုတ်ဘူး domestic violence ကိုလည်းဖြစ်လာစေနိုင် တယ်လင်းလင်းအဲ့လိုမျိုးပေါ့အဲ့တော့မှ mental ကိုပို့ပြီးတော့ဟိုဖြစ်တော့နော် digital ကြောင့် mental ဖြစ်သူတို့နှစ်ခုကတော့တစ်ခုတည်းဖြစ်လို့ရအောင်နော်အဲ့ဒါဒီအခုတစ်ခေါက်ရဲ့ theme ကအဲ့ဒါပဲ virtual is real ဆိုတာလူတော်တော်များများ virtual ဆိုရင် virtual ပဲလို့ထင်တယ်အဲ့လိုနည်းနည်းနဲ့ဝါရတာကြတော့မြန်မာလိုပဲရေးနည်းနည်းဟိုအဖြစ်အင်္ဂလိပ်လိုစဉ်းစားလို့မရဘူး Okay အဲ့ဆိုရင်နော်ဆိုတော့ဆွေးနွေးလို့အားကောင်း Hello Hi Okay ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ရှေ့ဆက်ပြီးသွားလိုက်ကြမယ်နော်ဆိုတော့ဒီမှာတော့ brainstorm လုပ်ထားကြတယ်ကျွန်တော်ပြတဲ့အချက်တွေနဲ့တိုက်ဆိုင်လို့ရှိရင်လိုက်ပြီးတော့ချစ်ထားမယ်မတိုက်ဆိုင်တာရှိလို့ရှိရင်တော့ထပ်ထည့်ပြီးတော့ရေးလိုက်မယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုတော့တချို့ကလေးကြတော့လဲကျွန်တော်ကလည်းအချက်လက်အပြည့်စုံမျိုးပါတယ်လို့ဆိုလိုတာမဟုတ်ဘူးเนาะဆိုတော့တိုးတော်လည်းပဲเนาะဆိုတော့တေချာပြင်ဆင်ပြီးရေးလာတာနဲ့အခုမှချက်ချင်းစဉ်းစားရတဲ့ကြတော့နည်းနည်းတော့ကွာဟကောင်းကွာဟနိုင်တယ်ပေါ့เนาะဆိုတော့ဒီကလူတွေစဉ်းစားရတာပို့ပြီးနဲ့နေပြီးပြည့်စုံတာမျိုးတွေလည်းတွေ့ရတယ်ပေါ့เนาะဆိုတော့တချို့အချက်တွေကကျွန်တော်မစဉ်းစားမိတဲ့အချက်တွေလည်းပါတယ်ပေါ့เนาะအဲကြတော့ကျွန်တော်တို့ကြည့်ကြမယ်ကြည့်ပြီးတော့ဟိုအမှတ်လေးတွေပေးကြည့်ပေါ့ကိုဟာလဲဆိုတော့ဘယ်တစ်ခုကတော့ငါတို့ဒါနဲ့ချိတ်တယ်ပေါ့เนาะဆိုတော့ဘယ်နှမှတ်ရလဲကြည့်ကြပါလိမ့်နော်ဆိုတော့ဒါလေးပါလားမသိဘူးစိတ်ပိုင်းဆိုင်ရာအကျန်းဖတ်မှုပါတယ်နော်ဆိုတော့ပြီးရင်ရုပ်ပိုင်းဆိုင်ရာအကျန်းဖတ်မှု physical violence ပါတယ်နော်ဒါရောပါလားမပါဘူးနော်ဆိုတော့နော်ဒီဟာလေးပေါ့နော် the forced marriage ပေါ့ညာတော့ဖြစ်ရင်လေရှေးရိုးဆန်နဲ့ကျွန်တော်တို့အိန္ဒိယနဲ့ကျွန်တော်တို့ဒီအရှိတောင်အရှပေါ့လေအကုန်လုံးပါပဲနော်ဆိုတော့တော်တော်များများမှာဆိုရင်အဲ့လို forced marriage တွေရှိတယ်arranged marriage ပေါ့ဟိုနာမည်ကတော့ arranged marriage ပေါ့ဒါပေမဲ့နည်းနည်း forced marriage ဆန်တာတွေရှိတယ်ပေါ့နော်ဆိုတော့ဒီနော်မိဘတို့ဝိတရားရှိသည့်အတိုင်းပေါ့ကျွန်တော်တို့ဟိုမှာဟိုကလည်းမြန်မာထုံးတန်းတလေးမှာဟိုကသူကပါလေနော်ဗာလဲမိဘဝိထဲမှာပါတယ်လေထိမ်းများချင်းလင်အဲ့ဒါဘာဖြစ်နေလဲဆိုတော့မိဘတွေမှာဘာဒံသွားဖြစ်တာပေါ့ငါတို့ကအိမ်အောင်သမီးကညာအခါမလင့်စင်နဲ့နော်ဆိုတော့ဟလာနော်အဲ့လိုမျိုးဆိုတော့သမီးကညာအခါမလင့်စင်နဲ့နော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ဒီဟာကနော်ဆိုတော့အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့
အဲ့လိုအတင်းအားဓမ္မလက်ထပ်ထိန်းများဆိုအတင်းအားဓမ္မဆိုတာသူတို့အမျိုးစုံဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အမျိုးစုံဖြစ်နိုင်တယ်ခုနကတော့အဲ့လိုအကျွေးကိစ္စလိုမျိုးဖြစ်နိုင်တယ်နော်ဆိုတော့ကြံတဲ့ကိစ္စတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးမှထားပါတော့ကျွန်တော်ဆိုရင်တရုတ်နည်းနည်းဆက်တယ်တရုတ်တွေမှာဆိုရင်နော်ဆိုတော့ဒါနည်းနည်း traditional ဖြစ်တဲ့တရုတ်တွေပေါ့နော်ဆိုတော့ဒီမှာဆိုရင်သူတို့ဒီမှာဆိုရင်တရုတ်ချင်းပဲယူရမယ်ဆိုတဲ့အားမျိုးအဲ့ဒါလည်းတစ်မျိုးတစ်ဖုံအားဖြင့်ပေါ့နော်ဆိုတော့ဒီဟာကိုအားပေးစေတယ်ဆိုလို့ဖြစ်တယ်ပေါ့ဆိုတော့ကုသပိုင်းသူဒီလူကနော်ဆိုတော့တရုတ်ဖြစ်ဖို့ကနော်ဆိုတော့ criteria တခုချစ်တာလည်းရေးတော့ကြီးတယ်လို့နော်ဆိုတော့တရုတ်ဖြစ်ဖို့ကလည်းရေးကြီးနေပြန်အောင်အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါတွေကလိုက်နာရတဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေကြတာပေါ့နော်ဆိုတော့ဒါကထိမ်းများခြင်းနဲ့ပတ်သက်တာပေါ့နော်ဆိုတော့လိမ်ပိုင်းဆိုင်ရာအကျန်းဖတ်မှုဒီကပါကြလားမသိဘူးပါတယ်နော်ဆိုတော့ပါတယ်ဆိုရင်အမှတ်တမှတ်ပေးလိုက်အောင်နော်ဆိုတော့ဘယ်နှမှတ်ရသွားပြီလဲမသိဘူးနော်ဆိုတော့ဒီကောင်ကတော့အကျန်းဖတ်မှုဆိုတာလည်းဆိုင် harassment ဘက်ကိုသွားတဲ့ဟာပေါ့နော်ဆိုတော့ဒီလိုမျိုးနော်ဆိုတော့နှုတ်နဲ့ဖြစ်သေးအဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးထိပါစော်ကားတဲ့ဟာပေါ့နော်cat calling လောက်တာပေါ့ cat calling လောက်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးဒါလေးရောပါလားမသိဟုတ်ပါဘူးနော်ဆိုတော့အဲ့ဒါကိုကြတော့နော်ဆိုတော့နော်ဒီ force abortion ပေါ့နော်ဆိုတော့ force abortion ပေါ့နော် abortion နော်ဆိုတော့လောက်ခိုင်းတာပေါ့ဥမာတခါတလေကြလို့ရှိရင်ဥမာထားပါတော့နော်ဟိုဟာလေအဲ့လိုကိုမြန်မာပြည်မှာဆိုရင်ဒီဒရေတားတာနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့အသိပညာမကြွယ်တဲ့ခါမျိုးကြလို့ရှိရင်အဲ့လိုမျိုးဟိုနော် unprepared pregnancy ပေါ့နော်ဆိုတော့ကိုမမျှော်လင့်တာပဲနဲ့ကိုဝင်ရသွားမျိုးရှိတဲ့ခါမျိုးကြလို့ရှိရင်အမျိုးသားတွေကဖျက်ချစေခြင်းရတယ်နော်ဆိုတော့ဒါအမျိုးသမီးကလည်းဖျက်ချခြင်းတာမျိုးလည်းရှိပါတယ်ဒါကတော့ဟိုဒီကလူတွေမှာ pro life ဖြစ်မလား pro choice ဖြစ်မလားတော့မသိဘူးပေါ့ဒါမှတ်ထားပါဆိုတော့ဘာပဲဖြစ်ဖြစ်များသောအားဖြင့်ဟိုအမျိုးသားကဖျက်ချစေခြင်းရတယ်နော်ဆိုတော့အဲ့လိုမျိုးပေါ့နော်ဆိုတော့ဟိုဗာလဲဆိုတော့အဲ့ဒါမျိုးဖိအားသုံးတရေသားပေါ့နော်ဆိုတော့ဖိအားသုံးတရေသားနောက်တစ်ခုကကြတော့ဟိုလိုမျိုးဖြစ်နိုင်တယ်ကိုလိုချင်တဲ့ကလေးမဟုတ်တာမျိုးပေါ့ကိုလိုချင်တဲ့ကလေးမဟုတ်ယောက်ျားလေးမဟုတ်လို့ဖျက်ချတယ်ဆိုတာမျိုးဒါမှမဟုတ်ရင်လည်းတရေသားကိုစွန့်ပစ်တယ်ဆိုတာမျိုးတွေလည်းဒီလိုမျိုးနဲ့သက်ဆိုင်သွားမယ်လို့ထင်တယ်ဖိအားသုံးလို့ကိုဝင်ရှိစေကြအောင်အဲ့ဒါကကြတော့ဖိအားသုံးပြီးကိုဝင်ရှိစေကြတော့အပေါ်တော့မှမပါသွားမယ်နော်ဆိုတော့အဲ့လိုမျိုးနော်ဆိုတော့ဟိုလိမ်မိုင်းဆိုင်ရာအကျန်းဖတ်မှုပေါ့အဲ့ဒါဆိုရင်ဥပမာဆိုရင်နော်ဆိုတော့နောက်မှလည်းပါတော့ပါလိမ့်မယ်ဥပမာအမျိုးအိမ်နောင်ပြုတ်ထားတယ်သူနဲ့ကိုနဲ့ကလင်မယားဖြစ်တယ်ပေါ့ဒါပေမဲ့သူစိတ်မပါတဲ့အချိန်မှာအတင်းအားဓမ္မလုပ်တယ်ဆိုရင်လည်းပဲအဲ့ဒါကလိမ်မိုင်းဆိုင်ရာအကျန်းဖတ်မှုဖြစ်တယ်ပေါ့နော်နော် domestic violence ဒါတော့ပါကြလားမသိဘူးပါမယ်လို့ထင်တယ်နော်ဒါအိမ်နှင်းကျန်းဖုံးမှုတော့နော်ဒါကတော့ဟိုလိုမျိုးပေါ့အိမ်နှင်းကျန်းဖတ်မှုလို့ပြောလိုက်ရင်ဟိုဘောဟာတွေရောမပါဘူးလားဆိုတော့အတူတူပါပဲနော်ဆိုတော့အိမ်နှင်းကျန်းဖတ်မှုထဲမှာရုပ်ပိုင်းဆိုင်ရာလည်းဖြစ်နိုင်တယ်စိတ်ပိုင်းဆိုင်ရာလည်းဖြစ်နိုင်တယ်တခါတလေစကားမပြောဘူးဆိုတာကအကျန်းဖတ်မှုပဲတခါတည်းရရင်နော်ဆိုတော့ငါဆိုတော့သူ့ကိုနော်ဆိုတော့ဟလာမလဲ silence treatment နော်ဆိုတော့ silence treatment လုပ်လိုက်တယ်နော်ဆိုတော့အဲ့လိုမျိုးပေါ့ဆိုတော့သူ့ကို ghost လိုက်မယ် shut out လုပ်လိုက်မယ်ဒါတွေကအဲ့ဒါနော်ဆိုတော့ပြောရမယ်ဆိုရင် violence တစ်မျိုးပဲဆိုတော့လူတွေကဟိုတခုခုဟလာရိုက်လိုက်ပုတ်လိုက်မှ violence လို့ထင်ကြတယ်မဟုတ်ဘူးပေါ့နော်ဆိုတော့စကားမပြောတော့ဘူးဆိုတာက violence တစ်မျိုးဖြစ်တယ်ဘယ်လိုပဲနာမည်တက်မှန်သည်ဖြစ်စေမှားသည်ဖြစ်စေနော်တချို့လူတွေကမှန်လို့ရှိရင် violence မဟုတ်ဘူးလို့ထင်တယ်မဟုတ်ဘူးနော်ဆိုတော့မှန်တဲ့ရက်ဘက်ကိုရက်တီတာပဲဖြစ်မှားတဲ့ဘက်ကိုရက်တီတာပဲဖြစ် violence က violence ပဲအဲ့လိုမျိုးတော့ယူဆရမယ်ပေါ့နော်ဆိုတော့အဲ့လိုနော်ဆိုတော့ gender based violence ကိုပြောတာမဟုတ်ဘူး violence က violence ပဲဥပမာကိုသူကတခုတယောက်ဟိုအပြစ်တစ်ခုလောက်လိုက်လို့သူ့ကိုစကားမပြောတော့ဘူးဆိုတာလေကိုက violence နီးတစ်မျိုးနဲ့သုံးလိုက်တာပဲနော်ဆိုတော့သူကကိုယ် violence လုပ်လို့ကိုကသူ့ကိုပြန် violence လုပ်တယ်နော်အဲ့လိုမျိုးနော်ဒီက socio economic violence ပေါ့နော်အဲ့ဒါမျိုးကြတော့ဘယ်လိုဟာမျိုးတွေဖြစ်မလဲ social norms တွေဟုတ်ပြီ social norms တွေပါတယ်မိန်ကန်နော်ဆိုတော့ဒီဟိုနောက်ပြီးတော့60စားတာလိမ့်မယ်နော်60စားတာလိမ့်မယ်ထဲမှာဆိုရင်နော်ဒီအပြိုစစ်ကမှဒီဟိုဟာကို
ဒီကွန်းတောင်ကန်ရမယ်ဒီဟာကိုเนาะဆိုတော့ဟလာဟို net တင်တဲ့အခါမှာဒါကိုလောက်ရမယ်ဆိုတဲ့ဟာမျိုးတွေလောက်ထားတဲ့ခါကျတော့เนาะဆိုတော့အဲ့ဒီဟာကသူ့ကိုသွားပြီးတော့ cultural norms တွေပေါ့เนาะဆိုတော့အဲ့ဒါတွေကနေသွားပြီးတော့ရိုက်ခတ်တာပေါ့เนาะအဲ့ကြတော့နားကွဲအောင်နားကိုအဲ့ကနေပြီးတော့ physical violence ကိုဥတီသွားတာပေါ့လေเนาะဆိုတော့အဲ့လိုမျိုးเนาะရိုက်လိုက်တာနားပါကန်သွားအောင်ပေါ့เนาะအဲ့လိုမျိုးအဲ့ဒီလိုဇက်လန်းမျိုးတွေပေါ့เนาะဆိုတော့ဇက်လန်းမောင်ရင်အောင်ရဲ့ဝတ္ထုနဲ့တွေ့เนาะမောင်ရင်အောင်ရဲ့ဝတ္ထု60စားတာလိုက်မယ်မိုးရီအကယ်ဒမီရတဲ့ဇက်လန်းเนาะဆိုတော့မြန်မာကားမကြည့်တဲ့လူတွေမြန်မာကားအကြောင်းလျှောက်ပြောเนาะဆိုတော့ကြာခဲ့ပါပြီဟိုရင်တော့ကားပါเนาะဆိုတော့အခုနောက်ပိုင်းကားတော့မဟုတ်ဆိုတော့နောက်တစ်ခုရှိသေးတယ်လူမှုစီးပွားဆိုင်ရာအကြမ်းဖက်မှုတွေမှာတခြားဟိုဟာလိုမျိုးတွေရှိသေးတယ်အလုပ်ခွင်မှာနေရာပေးတဲ့ဥစ္စာနော်နေရာပေးတဲ့ဥစ္စာမျိုးအဲ့လိုမျိုးတွေလည်းပြောလို့ရပါနော်ဆိုတော့အလုပ်ခွင်မှာယာဓုကိစ္စတွေပါတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးမျိုးသမီးဆိုတော့ဥဆောင်နိုင်မှာမလားနော်ဒါမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ့နော်မျိုးသမီးဆိုတော့ဒီလိုပဲလေမျိုးသမီးတွေဆိုတော့အဲ့လိုပဲဒါမျိုးတွေကဟိုလူမှုစီးပွားနဲ့ပတ်သက်တဲ့ဟာမျိုးတွေဖြစ်လို့ရတယ်နောက်တစ်ခုကကြတော့အလုပ်လုပ်ခွင့်မပေးတာငါရှာကျွေးနေတာပဲမင်းကဘာလို့အလုပ်လုပ်မှာလဲအိမ်မှာကလေးတယောက်မွေးလာပြီဆိုရင်ဘယ်သူအရင်လှုပ်ထွက်ရမျိုးသမီးတွေကလှုပ်ထွက်ရတာများဟိုအလုပ်ခေါ်စာမှာအပြိုဖြစ်ရမည်လို့ဘာလို့ထည့်ထားရလဲကလေးကိစ္စရှိလာလို့ရှိရင်သူတို့တာဝန်ယူရမှာဆိုလို့နော်မိဖွားခင်ပေးရမှာဆိုလို့ဒီလိုမျိုးတွေကြိုပြီးတော့ပိတ်ထားလိုက်တော့နော်ဆိုတော့နော်ဆိုတော့ဆရာခွင့်ပေးရမှာပေါ့နော်အဲ့လိုမျိုးတွေတော့နော်ဆိုတော့ paternal leave ကတော့ဟိုဗာလဲဖခင်ခွင့်ပေါ့နော်ဖခင်ခွင့်ကတိတ်ပြီးတော့မပေးရဘူး2ပတ်လောက်ဆိုပြီးရောမိခင်ခွင့်ကတော့ဆိုတော့ဟဲ့လားဆိုတော့မိဘခင်ကတော်တော်ကြာတယ်နော်ဆိုအဲ့ကြတော့သူတို့ကမပေးချင်တော့အိမ်အောင်မရှိသူဖြစ်ရမည်တန်းရေးထားလိုက်တယ်မသိရင်ဒါ violence လို့မထင်ရဘူးဒါပေမဲ့အဲ့ဒါ violence ပဲနော်ဆိုတော့ဒါကလည်းဟိုအပေါ်ကအချက်နဲ့ပါပြီးသားပါအတင်းအဓမ္မလက်ထပ်ဒိမ်းများခြင်းနဲ့မှာပါတယ်ဒါပေမဲ့တက်ငယ်ကလေးလက်ထပ်ဒိမ်းများခြင်းပေါ့ဆိုတော့နော်ဟိုဒီကလူတွေလေဒီကိုပိုင်ကိုဘယ်အချိန်လောက်မှာဘယ်အသက်အရွယ်လောက်မှာကိုဆုံးဖြတ်တတ်ပြီလို့ယူဆလဲကျွန်တော်တို့မြန်မာပြည်မှာဆိုရင် section 1ကဟိုနော်ဆိုတော့ section 1ဒီကလေးပဲเนาะဆိုတော့ဒါပေမဲ့ဥပဒေအရဆိုရင် section 1ဒီဘာလုပ်လို့ရပြီလဲเนาะဆိုတော့ကိုဆုံးဖြတ်လို့ရပြီမဲပေးလို့ရပြီเนาะဆိုတော့အိမ်အောင်ပြုတ်လို့ရပြီเนาะဆိုတော့ကားလိုင်စင်ဖြေလို့ရပြီဒါပေမဲ့အင်္ဂလန်မှာကျတော့20မှလိုမျိုးเนาะဒါပေမဲ့ဟိုเนาะဆိုတော့ဟိုမှာဒါကိုတာတို့ဘာတို့မှာဆိုရင်သူက14နှစ်ဆိုရင်ကားမောင်းလိုင်စင်ရပြီเนาะဆိုတော့အဲ့လိုမျိုးဆိုတော့တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်တချို့ထူးဆန်းတာတွေကဘာလဲဆိုတော့ဥမာနော်ဆိုတော့ကြုံလို့ပြောလိုက်ပါအောင်မယ်နော်ဆိုတော့အိမ်အောင်ပြုတ်တာကြတော့သူကဟိုဟာအသက်20ဆိုရင်မှအိမ်အောင်ပြုတ်လို့ရပြီးတော့16နှစ်ဆိုရင်ဘီယာဝယ်လို့ရတာမျိုးအဲ့လိုသူကပြောင်းပြန်နေပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေရှိတာပေါ့နော်ဥပဒေမှာဟိုမညီညွတ်တာလေးရှိတယ်ဒါပေမဲ့ဒီကလူတွေကိုမေးချင်တာကအသက်16နှစ်မှာကိုမိဘရဲ့ဆုံးဖြတ်ချက်တွေအကူအညီတွေမပါဘဲနဲ့ကိုလမ်းပေါ်ကိုလျှောက်ပြီးတော့ကိုတော်တော်ကြီးကိုဆုံးဖြတ်နိုင်တဲ့လူဖြစ်ခဲ့လားဖြစ်ခဲ့တယ်လားမဖြစ်ခဲ့တဲ့လူတွေလည်းရှိတော့ရှိမှာပဲဒါပေမဲ့နော်ဆိုတော့ accession နဲ့ဆိုအိမ်အောင်ပြုတ်လို့ရပြီဆိုအိမ်အောင်ပြုတ်ပေးလိုက်တာမျိုးပေါ့ဆိုတော့အဲ့ဒါဆိုရင်သူကများသောအားဖြင့်တစ်ခါတလေကြာရင်တော့16နှစ်ပေါ့နော်ဆိုတော့ဒါ16နှစ်18နှစ်လောက်ဆိုရင်သူကအိမ်အောင်ပြုတ်ပေးတာမျိုးတွေရှိတတ်တယ်ပေါ့နော်ဒါမှမဟုတ်အဲ့ထက်အသက်ငယ်တဲ့အသက်အရွယ်ပေါ့နော်အဲ့မှာတွေအိမ်အောင်ပြုတ်ပေးတာမျိုးတွေပေါ့နော်ဆိုတော့အဲ့စဉ်းစားနေဟိုတရုတ်တွေချင်းငယ်လေးထဲမှာဟိုကြောက်စိမ့်လဲတာတို့ဘာလို့ဆိုရင်လဲဒါတော်တော်စဉ်းစားစရာဖြစ်သွားတယ်เนาะဒါကြီးကြတော့เนาะအဲ့ဒါဆိုရင်လဲ arrange marriage ပဲလေเนาะဆိုတော့ဒါเนาะဆိုတော့တက်ငယ်ကလေးလက်ထပ်တိုင်းများတာတော့မဟုတ်ဘူးပေါ့တိုးတော့เนาะအဲ့လိုမျိုးကြိုပြီးတော့ဟိုဟာဖြစ်လိုက်တာเนาะဆိုတော့ဒီလူနဲ့ပဲယူရမယ်ဆိုအသက်ကြီးလာတော့ရုပ်ဆိုးသွားတော့ဘယ်လိုလုပ်မှာเนาะငယ်တော့ကတော့เนาะဆိုတော့နည်းချစ်စရာလေးပေါ့ကိုနဲ့ကစားပေါ့เนาะဆိုတော့ဒါပဲโอเคဆိုတော့ထားပါတော့နောက်တာပါเนาะအဲ့တော့ဒီနေ့သွားမှာကတော့ gender based violence မဟုတ်ဘူး gender based violence ဆိုတော့လည်းပဲ gender ကို gender လို့ပဲဘာသာပြန်တဲ့သူတွေလည်းရှိသလိုကျားမလို့လည်းဘာသာပြန်တဲ့လူတွေလည်းရှိတယ်ဒါပေမဲ့ကျားမဆိုတဲ့ဟာကဟိုမချုံငုံဘူးဆိုပြီး gender ကိုပဲကြိုက်တဲ့သူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့ဘာသာပြန်လေးတွေကတော့မငြိမ်ဘူးအဲ့ဒါလေးတွေတော့
နည်းနည်းအတူတူပဲဆိုတာတော့မှတ်ထားပေးပေါ့နော်ဆိုတော့ဒီမှာရှေ့မှာဆိုရင်ကြားမအခြေပြုလို့ရေးထားတယ်ကျွန်တော်ကကြတော့ gender အခြေပြုလို့ရေးထားတယ်ပေါ့နော်အတူတူပါပဲနော်အဲ့မှာနော်ဆိုတော့ဒီနေ့သွားမယ့်အကြောင်းအရာတော့ဒီနေ့ digital age မှာဖြစ်လာတယ်နော်ဆိုတော့ပို့ပြီးတော့အားကောင်းလာတယ်နော်ဆိုတော့အခုနှစ်ရဲ့ theme ပေါ့နော်ဆိုတော့အခုနှစ်ရဲ့ theme ကတော့ဗာလဲဆိုရင်ဒီနော်ဆိုတော့ technology facilitated gender based violence ပေါ့နော်ဆိုတော့အတူကောက်ဆိုရင်တော့ TFGBV လို့ခေါ်တယ်နော်ဆိုတော့ဒါမှမဟုတ်ရင်လည်းတချို့ကအလွယ်ပဲ OGBV လို့လည်းခေါ်တယ် online GBV ပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်ဘာလေးတွေလဲဆိုရင်ဒီဟာလေးတွေဖြစ်တယ်နော်ဒီတစ်ခေါက်ကြတော့နော်ဒါလေးနော်အဲ့ဒါတိတ်မခက်ဘူးလို့ထင်တယ်ဟိုတိုလဲတိုပါတယ်နော်တိုလဲတိုပါတယ်အဲ့တော့ဒီတစ်ခေါက်ကျတော့ individually နည်းနည်းလုပ်ကြည့်မယ်နော် individually လုပ်ကြည့်မယ်ဆိုတော့ဘာလုပ်မှာလဲဆိုရင် TFGBV တနည်းအားဖြင့်ပြောရင် online GBV ပေါ့နော် online GBV OGBV ကိုအမျိုးအစား3ခုလောက်ကိုယ့်ရဲ့ sticky note လေးပေါ်မှာအမျိုးအစား3ခုကိုယ့်မှန်ကိုချရေးမယ်နော်ဆိုတော့ကျန်တဲ့လူတွေနဲ့မတိုင်ပင်တော့ဘူးအခုတစ်ခေါက်ကျတော့နော်စင်ကြီးလားမသိဘူးဟာအဲ့ဒီဟာအမျိုးအစားပေါ့အမျိုးအစားကိုက3ခုကိုသိထားတဲ့အမျိုးအစား3ခုပေါ့online ကနေကျူးလွန်တဲ့ဂျာမချီပြုတ်ကြံဖတ်မှုပေါ့နော်3ခုဆိုတိတ်မများဘူးထင်ပါတယ်နော်โอเคဆိုတော့ပေါ်လာတာလေးပဲခြာရေးလို့ရပါတယ်เนาะဆိုတော့3ခုလောက်ပါပဲတကယ်လို့3ခုမပြည့်ဘူးဆိုရင်တော့တစ်ခုလောက်သူများစီကချီးလို့ရတယ်เนาะဘေးဝိုင်းရလို့ကနည်းနည်းချီးပါအောင်ဆိုရင်ချီးနေတယ်3ခုပြည့်ရင်တော့ပြီဒါပေမဲ့ကိုယ့်ဘိုင်းကိုစဉ်းစားလို့ရရင်တော့ပိုကောင်းတော့အဲ့ဆိုရင်အားလုံးရပြီလို့ထင်ပါတယ်เนาะဟိုဘက်နောက်ဆုံးကဝိုင်းလေးကရပြီလားအားလုံးဟမ်ချီးနေတော့လားရသွားပြီဆိုရင်ရသွားပြီအားလုံး3ခုလုံးရသွားပြီဆိုရင်ခဏလောက်မတ်တက်လေးရပ်ပေးလို့ရမှာမတ်တက်လေးရပ်ပေးပါမတ်တက်လေးရပ်ပေးပါ3ခုမရသေးတဲ့လူရှိသေးတယ်သူများတွေအကြိုက်မတ်တက်ရအောင်မလုပ်ရအောင်မလုပ်နဲ့နော်ဟာโอเคဆိုတော့ဘာလုပ်ရမှာလဲဆိုတော့ကျွန်တော်ပြတဲ့အဲမှာကိုယ့်ရဲ့အချက်3ချက်စလုံးပါသွားပြီဆိုရင်ပြန်ထိုင်လို့ရတယ်3ချက်စလုံးပြည့်မှာနော်3ချက်စလုံးပြည့်သွားပြီဆိုရင်ပြန်ချစ်လိုက်ပြီလို့ပြည့်သွားပြီဆိုရင်ပြန်ထိုင်လို့ရတယ်ဟိုနောက်ကလူတွေကမမြင်ရဘူးဆိုရင်ဒီဘက်ကိုနည်းနည်းလေးတိုးပြီးတော့ကြည့်လို့ရတယ်နော်ဆိုတော့တကယ်လို့နော်ဆိုတော့အရက်ရှိရဲ့လူကတော့မြင်ရမယ်လို့ထင်တယ်ကျန်တဲ့သူတွေနည်းနည်းကွိုင်းနေမှာဆိုလို့နော်ဆိုတော့အဲဒါဆိုရင်ကျွန်တော်တို့ကြည့်ကြမယ်နော်ဆိုတော့ကိုယ့်ဟာလေးပါတစ်ခုပါပြီဆိုရင်တစ်ခါချစ်လိုက်ပေါ့နော်ဆိုတော့ချစ်လိုက်တယ်ဆိုရင်ဒါနော်ဆိုတော့3ခုလုံးပြည့်မှထိုင်ရမှာနော်တစ်ခါတည်းတစ်ခုတွေ့တာနဲ့တစ်ခါတန်းထိုင်မှာဒီလို cyber stalking နော်ဆိုတော့ cyber stalking ဆိုတာဘာလုပ်တာလဲနော်ဆိုတော့ internet ကနေပြီးတော့သူဘာတွေသုံးနေလဲဘယ်အဖွဲ့ထဲမှာပါနေလဲနော်ဆိုတော့ Telegram မှာဘာသုံးလဲနော်ဆိုတော့ Telegram ရဲ့ဘယ် group ထဲဝင်သားလဲဒီလိုမျိုးတွေလိုက်ပြီးတော့ပေါ်ထုတ်တာနော်ဆိုတော့ cyber stalking ပေါ့ဘာပုံနေတင်လဲပေါ့အဲ့လိုမျိုးပေါ့နော်ဆိုတော့ Instagram မှာဘာဟိုဖြစ်တာလဲအဲ့လိုမျိုးပေါ့နော်ဆိုတော့ doxing
doxing ဆိုတာကြတော့ကိုယ့်ရဲ့အတွင်းချက်လက်တွေကိုသူကရအောင်ယူထားပြီးတော့အဲ့ဒီဟာကို internet မှာဖွင့်ချတာမျိုးပေါ့နော် XX နှလုံးနဲ့ပေါင်းတာလည်းရှိတယ် X တစ်လုံးနဲ့ပေါင်းတာလည်းရှိတယ်နော်ဆိုတော့ကိုကြိုက်တယ်လို့တော့ပေါင်းလို့ရပါနော်ဆိုတော့ဒါ doxing ကနော်ဆိုတော့နှလုံးပေါင်းတာရှိတယ်တစ်လုံးပေါင်းတာရှိတယ်ဆိုတော့အဲ့ဒါပါလားမသိ revenge one ချင်းချောက်တယ်လို့ပြောလို့မရချင်းချောက်တာမဟုတ်ဘူး तू ကချင်းချောက်တာတစ်မျိုးဆိုတော့ तू ကနော်ဆိုတော့ဟိုမှတ်ထားပါတော့နော်ဆိုတော့ scenario တစ်ခုပြောပြမယ်နော်ဆိုတော့နာမည်သုံးရတာတော့မကောင်းသုံးရင်ကောင်းမလားမသုံးရင်ကောင်းမလားနော်ဆိုတော့မြန်မာပြည်မှာဆိုရင်ဥမာအဲ့လိုမျိုး non sensual image ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုရင်နော်ဆိုတော့ record ရှိရဆိုတော့မသုံးတော့နော်ဆိုတော့ဒီအမျိုးသမီးတယောက်ယောက် celebrity တယောက်ယောက်ပေါ့အဲ့လိုမျိုး तू အနေနဲ့အတူနေခဲ့တယ်ဗီဒီယိုရိုက်ထားတယ်အဲ့ဒါကို तू ကတခြားလူနဲ့လက်ထပ်တော့မဲ့အချိန်ကြမှာဖွင့်ချလိုက်တယ်ဒါမျိုးဆိုရင်အဲ့ဒါဆိုရင်အဲ့ဒီလိုမျိုးနော်ဆိုတော့ဓာတ်ပုံပဲဖြစ်ဖြစ်ပေါ့ဗီဒီယိုပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုဖွင့်ချတဲ့ဟာကိုနောက်တစ်မျိုးအဲ့ဒီ non sensual image use လားမသိဘူးအဲ့လိုမျိုးခေါ်သေးတယ်နော်ဆိုတော့ non sensual image use hey speech ဒါမှမဟုတ်လဲ message တွေကနေလာပြီးတောက်လျှောက်နော်ဆိုတော့ပြောနေတာပေါ့နော်ဆိုစိတ်ပြက်လာအောင်စိတ်ညစ်လာအောင်လုပ်နေတာပေါ့နော်ခဏနေမမလာလုပ်နေတာပေါ့နော်မပဲဖြစ်ဖြစ်မောင်လေးပဲဖြစ်ဖြစ်ခဏနေမောင်လေးနော်ခဏလာပြီးနော်ညီမလေးပဲဖြစ်ဖြစ်ကိုပဲဖြစ်ဖြစ်ပေါ့နော်ခဏနေလာပြီးပြောနေတာအဲ့ဒီဟာနော်ဆိုတော့နောက်တစ်ခုနော်ဆိုတော့မပါသေးဘူးလားသုံးခုစလုံးအပြည့်သွားပြီလားဟာနော်ဆိုတော့ဟာလားနော်ဆိုတော့ပထမဦးဆုံးတယောက်ပဲရှိသေးတာဟာနော်ဆိုတော့ဝင်တာပဲနော်ဆိုတော့နော်ထိတ်ဆုံးသုံးခုပြည့်သွားပြီဆိုရင်ထိုင်လို့ရတယ်နော်ဆိုတော့ထိုင်လို့မမြင်ရမှဆိုလို့ဆိုရင်တော့ရတယ်နော်ဆိုတော့ဆက်ပြီးတော့မှတ်တရက်တွေလည်းရကျွန်တော်တပည့်တယောက်ပြောတာတော့အဲ့လိုနိုင်ငံခြားကျောင်းသွားတတ်တဲ့ခါမျိုးမှာအဲ့နိုင်ငံခြားမှာဆိုရင်တော်တော်လေးအဲ့ကိစ္စမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဟိုမှာမှန်တရားလိုဟာမျိုးပေါ့နော်ဆိုတော့အဲ့ဒါမျိုးဆိုရင်သူကအောက်ကနေပြီးတော့သူကဟိုရိုက်ထားလိုက်တယ်အဲ့လိုမျိုးပေါ့ပြန်ဖြန့်တာပေါ့အဲ့ဒါမျိုးဆိုရင်သူက upscaling down blousing ပေါ့ပုံမှန်ရောမရှိဘူးလားဆိုတော့အရင်တုန်းကလည်းပဲအဲ့လိုမျိုးသမီးတွေကိုဟိုလိုပြောဟိုအဖြစ်ရင်ဟိုလေနဲ့တိုက်ပြီးတော့ပဲဖြစ်ဖြစ်စကတ်ကိုလန်သွားအောင်လှုပ်လိုက်တာပဲဖြစ်ဖြစ်တခုခုပေါ့ဆိုတော့အဲ့လိုမျိုး violence လုပ်တာတွေကပုံမှန်လုပ်နေတာတွေက gender based violence တွေရှိတယ်ဒါပေမဲ့အခုဟိုဒီနေ့ခေတ်ဖုန်းတွေပေါ်လာတဲ့ခါကျတော့လူတိုင်းရဲ့လက်ထဲမှာဖုန်းရှိတဲ့ခါကျတော့တွေးလို့ရှိရင်ရိုက်ထားလိုက်တာမျိုးအဲ့လိုမျိုးနော်ဆိုတော့အဲ့ဒါမျိုးကို upscaling down blousing လို့ခေါ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတမင်တက်လျှို့ဝှက်ကင်မရာတွေတက်ထားပြီးတော့လုပ်တာမျိုးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ hotel room တွေမှာနော်ဆိုတော့သူ့ပိုင်းသူနော်ဆိုတော့ရေချိုးကမ်းမှာတက်ထားတာတို့အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ဒါတွေကနော်ဒါရောပါသေးလား impersonation ဟောကျွန်တော်တခုပြောဖို့မေ့သွားတာလေဆိုဒီမှာကျွန်တော်တို့ကအားလုံးကဒီ society ထဲမှာပဲနေကြတဲ့လူတွေဖြစ်တယ်ဖြစ်ကြတဲ့ခါကျတော့ဘယ်လိုပဲဖြစ်ဖြစ်ကြားဖြစ်သည်ဖြစ်စေမားဖြစ်သည်ဖြစ်စေဘယ်လိုနော်ဆိုတော့ဘယ်လို gender မျိုးပဲဖြစ်သည်ဖြစ်စေဒီလိုလားတူတူညီတဲ့ violence တွေကိုဟိုတွယ်ဝိုက်တော်နေရာဖြစ်စေဓာတ်ရိုက်ပဲဖြစ်စေခံစားခဲ့ဘူးကြလိမ့်မယ်ဒါမှမဟုတ်ရင်တဆင့်ကန်သူများခံစားရတာကိုမြင်ဘူးကောင်းမြင်ဘူးကဲလိမ့်မယ်အဲ့လိုမျိုးဖြစ်တဲ့အခါမျိုးကြားလို့ရှိရင်ကျွန်တော်တို့စိတ်ထဲမှာဟို emotion ပြန်ပြီးတော့ပြန်ဖြစ်လာတာမျိုးရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာလို့ရှိရင်လည်းဟိုကိစ္စမရှိဘူးဒီမှာဒီ round ထဲမှာကိစ္စမရှိဘူးတကယ်လို့ကျွန်တော်တို့အနေနဲ့ခဏလောက်နော်ဆိုတော့အပြင်ကိုခဏထွက်သွားခြင်းတယ်ဆိုရင်လည်းကိစ္စမရှိဘူးရတယ်အေးဆေးပဲနော်ဆိုတော့ဟိုကိုယ့်အနေနဲ့အဲ့ဒီ emotion ကိုဟိုအဲ့လိုမျိုးဒါကြီးဖိနှိပ်စရာလည်းမလိုသလိုအဲ့လို emotion ဖြစ်တယ်ဆိုတာလည်းဒါတဘာဝပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်တယ်နော်ဆိုတော့တကယ်ကြတော့ကိုကရှက်စရာမဟုတ်ဘူးဒီ violence လုပ်တဲ့လူကဒါရှက်စရာဖြစ်တယ်ပေါ့နော်ဆိုတော့ညာတော့အဖြစ်ကျွန်တော်တို့ကဟို violence လုပ်ခံရလို့ရှိရင်ကိုဆွတ်ဆွဲတတ်တယ်နော်ဆိုတော့ငါးကြောင်ဖြစ်တယ်လို့ထင်တတ်တယ်ဆိုတော့ဥမာကလေးတွေမှာဆိုရင်ဖြစ်တတ်တယ်မိဘအချင်းချင်းရန်ဖြစ်တာဆိုရင်သူတို့မကောင်းလို့သူတို့ကမလိမ်မာလို့ရန်ဖြစ်တယ်လို့ကွာနော်ဆိုတော့အဲ့လိုမျိုးဆွဲမိတတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီကြတော့အဲ့ဒါမျိုးလေးတွေဖြစ်ခဲ့လို့ရှိရင်လည်းကျွန်တော်တို့ဟိုစိတ်မပူနဲ့နော်ဆိုတော့ဒီလိုမျိုးနော်ဆိုတော့ဆက်ဆွေးနွေးဖို့မဖြစ်နိုင်တော့ဘူးဆိုရင်လည်းပဲခဏလောက်ထွက်ထိုင်နေလို့ရတယ်နော်ဆိုတော့အဲ့ဒါလေးကြိုပြောဖို့မေ့သွားတယ်နော်ဆိုတော့ဒီမှာနော်ဆိုတော့ခွင့်လို့ပါနော်ဆိုတော့ဒါဆိုရင်နော် impersonation ကျွန်တော်တွေ့ဘူးတယ်အဲ့လိုမျိုးပေါ့ကျွန်တော်လည်းလုပ်ခဲ့ဘူးတယ်ဒါပေမဲ့ gender based တော့မဟုတ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်ချောလို့လားမသိဘူးအဲ့ဒါ
နော်ဆိုတော့ဟလာကိုကျွန်တော်ပုံတွေယူပြီးတော့နောက်ထပ် account တစ်ခုဖွင့်လာတာနော်ကြားပြန်လာပါလားတော့မသိဘူးဒါပေမဲ့အဲ့ခေတ်ကကြားပြန်ခေတ်တောင်မဟုတ်သေးပါဘူးတော်တော်ကြာခဲ့ပြီနော်နာမည်တစ်ခုနဲ့ပေါ့ဒါပေမဲ့ main ကလေးတွေကိုကြတော့သူကဘာလုပ်တာလဲဆိုရင်ဟိုအဲ့ကောင်လေးကအဲ့ကောင်မလေးကိုကြိုက်တယ်ကြိုက်တဲ့ခါကျတော့သူကဘာလုပ်လဲဆိုရင်အဲ့ကောင်မလေးရဲ့ပုံတွေကိုယူလာပြီးသူကသူ့ပိုင်သူနောက်ထပ် account တစ်ခုဖွင့်ချလဲနော်အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေ impersonation လုပ်တာတွေရှိတယ် cyber flashing နော်အကုန်လုံးနောက်ဆုံးတိတောင်မထိုင်ရတဲ့လူတွေရှိနော်ဆို cyber flashing နော်ဆို cyber flashing ဆိုတာနော်ပုံနေပို့တာပေါ့နော်မြင်မတော်တဲ့ပုံနေပို့တာညာသောအဖြစ်တော့အမျိုးသားတွေကကျူးလွန်တာမျိုးတွေတော့အများကြီးကြားဘူးတယ်ဒါပေမဲ့အမျိုးသမီးတွေကျူးလွန်တာလည်းရှိတယ်နော်ဆိုအဲ့လိုမျိုးအိမ်အောင်ပြုတ်သွားပြီဖြစ်တဲ့အမျိုးသားရှိကိုသူကဓာတ်ပုံတွေရိုက်ပြီးတော့လမ်းပြီးတော့ပို့တာမျိုးပေါ့နော်ဆိုတော့သူတို့ရဲ့အိမ်အောင်ရေးတစ်ခုခုဖြစ်အောင်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါလည်းမျိုးနော်ဆိုတော့ cyber flashing လုပ်တာတွေပေါ့နော်ဆိုတော့ sextortion နော်ဆိုတော့ sextortion ဆိုတာနော်ဆိုတော့ခုနကတော့ပြောတဲ့အထဲမှာဟိုမှာဗီဒီယိုရိုက်ထားတယ်ပြီးတော့နင်းဗီဒီယိုငါဖြန့်လိုက်မယ်နော်မဖြန့်တော့မဖြန့်သေးဘူးဖြန့်လိုက်မယ်နော်မဖြန့်စေခြင်းရင်ပတ်စံပေးဒါမှမဟုတ်ရင်မဖြန့်စေခြင်းငါနဲ့အတူလာအိတ်နော်ဆိုတော့အဲ့လိုမျိုးတွေအကြက်ကင်တာမျိုးကနော်ဆိုတော့တခြားလူတယောက်နဲ့အိတ်ထားတဲ့ဟာကိုပဲဖြစ်ဖြစ် तू ကဟိုရိုက်ထားပြီးတော့ तू ကဟိုလိမ်ပိုင်းဆိုင်ရာဖြစ်ဖြစ်ငွေကြေးပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ယာဒူးတိုးပေးဆိုတာမျိုးပဲဖြစ်ဖြစ်ပေါ့ဆိုတော့နင်တို့နော်ဆိုတော့နင်နဲ့ဟိုမှာနော်ဆိုတော့ဟလာဘဒူနဲ့နော်ဆိုတော့ဘလိုကလူးလုံနေတာတွေ့တယ်နော်ဆိုတော့အဲ့ဒါကိုငါဗီဒီယိုရိုက်ထားတယ်အတန်သွင်းထားတယ်အဲ့ဒါကိုမလုပ်နော်ဆိုတော့ငါ့ကိုယာဒူးမတိုးဘူးဆိုရင်ငါဖြန့်လိုက်မယ်အဲ့ဒါ sextortion ပဲနော်ဆိုတော့အဲ့လိုမျိုးလုပ်တာပေါ့နော်ဆိုတော့ဒါ sorry နော်ဆိုတော့အဲ့ဒါကြတော့ရိုးရိုးဟိုဖြစ်ခြင်းဖြစ်မယ်နော်ဆိုတော့လိမ်ပိုင်းဆိုင်ရာရယူမှပဲသူကနော် sextortion လို့တော့ပြောလို့ရမှာပေါ့နော်ဆိုတော့နည်းနည်းတော့အဲ့လိုမျိုးပေါ့အဲလိမ်ပိုင်းဆိုင်ရာရယူတာပဲဖြစ်ဖြစ်ငွေကြေးပိုင်းဆိုင်ရာရယူတာဖြစ်ဖြစ်အဲ့လိုမျိုး gender based violence တွေမှာတော့ပါတယ်ပေါ့နော် deepfakes နော်ဒီနေ့ခေတ်မှာ AI ပေါ်လာတဲ့နောက်ပိုင်းပို့ပြီးတော့ခေတ်စားလာတဲ့ဟာပေါ့နော် AI ပေါ်လာတဲ့နောက်ပိုင်းမှာကိုကြီးပို့ပြီးခေတ်စားလာတဲ့အဲ့ဒါမျိုးတွေလောက်လာတာပေါ့နော်ဆိုတော့ကိုရဲ့နော်ဆိုတော့ဒါနောက်ဆုံးမင်းနဲ့တူတယ်ဒီကလူတွေကဘာတွေရေးထားလို့မတူရတာတော့နော်ဆိုတော့အတိအကျမဟုတ် indirect တူရင်ရတယ် indirect ရဆိုထိုင် indirect ကိုမတူဘူးလားနည်းနည်းလေးတူရင်ရတယ်နည်းနည်းလေးစင်ရင်ရတယ်ဟုတ်ကဲ့ phishing လုပ်တယ်လို့ခေါ်တဲ့ဟာတစ်မျိုးပေါ့နော် phishing ဆိုတာ P နဲ့စတယ်ပေါ့နော်ဆိုတော့ phishing ဆိုပေမဲ့ P နဲ့စတယ် email ကိုတော့လကောင်းနော်ဆိုတော့ကိုယ့်ရဲ့ messenger တွေကိုလို့တော့လကောင်းဆိုတော့city map ကနှစ်30ပြည့်မို့လို့နော်ဆိုတော့discount တွေပေးနေပြီဆိုပြီးတော့ကိုယ်လာပို့ကိုကမသိတဲ့ခါကျတော့နှိပ်လိုက်ရောနော်ဆိုတော့နှိပ်လိုက်တဲ့ခါကျတော့ကိုယ့်ရဲ့အချက်လက်တွေကနော်ဆိုတော့ဒါမှမဟုတ်ရင်လည်းနော်ဆိုတော့ iPhone ကြီးပေါက်တယ်နော်ဆိုတော့နော်ဆိုတော့ဟလာ iPhone ဘာကြီးပေါက်တယ်ပေါ့နော်ဆိုတော့ iPhone နော်ဆိုတော့35ပေါက်တယ်နော်ဆိုတော့ကိုကလည်းမသိဘူးနော်ဆိုတော့ဟလာဘယ်လောက်ထိရောက်နေမှလည်းမသိဘူးအဲ့ကြတော့ဟာဟုတ်ပြီဆိုပြီးတော့ Facebook ကနော်ဆိုတော့နှစ်20ပြည့်သွားလို့30ပြည့်သွားလို့2004တုန်းက Facebook ကစတာဒါပေမဲ့ကိုကဘယ်တော့မှစမှလည်းမသိဘူးသူကအဲ့လိုနှစ်နော်ဆိုတော့မင်းရဲ့အကောင့်ကိုဖျက်ချတော့မယ်ဒါကြောင့်မလို့ဒီမှာစည်ရင်းပေးပါမဖျက်ဆစေခြင်းဟာကိုနော်ဆိုတော့များသောအားဖြင့်တော့အဓိကတော့လောဘအသုံးဖို့ဒေါသနဲ့ကိုကိုချင်းကြောက်တော့နော်လောဘဆိုတာကတော့တခုကိုလိုစေချင်တာပေါ့နော် iPhone ကြီးရမယ်ဆိုတော့လောဘပေါ့နော်ဆိုတော့ကိုကိုဒေါသဆိုတာကတော့ကြောက်စေချင်တာပေါ့ချင်းကြောက်တာပေါ့နော်ဆိုတော့ဟိုမှာဟိုဒီအကောင့်ပြတ်သွားမယ်ဆိုတော့ကြောက်တော့လေနော်ဆိုတော့အဲ့လိုမျိုးဝင်ပြီးတော့တခါကျရင်လည်းမင်းရဲ့ဗီဒီယိုဟာမင်းကနေတဲ့ဗီဒီယိုလူတယောက်ကရိုက်ထားတယ်နော်ဆိုတော့ဒါကိုဟာဘယ်တော့ငါကနေပြီးပါလေဆိုကိုကတခါမှလည်းမကနေမိဘူးဒါပေမဲ့ကိုကကြည့်နေတာကိုဘယ်တော့ကနေဆိုဝင်ကြည့်နော်ဆိုအခုခေတ်ဆိုပို့စိုးပြီဘာဖြစ်လို့ဆိုတော့ကိုပုံယူပြီးတော့ AI မှာကခိုင်းလိုက်မယ်နော်ဆိုတော့မင်းတိုင်းစီးတီးမှာမင်းကနေတဲ့ပုံဒီမှာနော်ဆိုတော့ဟလာ YouTube မှာအရန်ခေတ်စားသွားပြီဆိုဟာနော်ငါဘယ်တော့ကမိပါလေပေါ့နော်ဆိုဝင်ကြည့်ရနော်အဲ့လိုမျိုးဆိုရင်သွားပြီနော်ဆိုကိုယ့်ရဲ့အချက်လက်တွေပါသွားပြီပေါ့နော်ဆိုတော့ तू ကတော့ gender based violence ဘက်ကိုဥတီသွားနိုင်တယ်သို့တော်လည်းပဲနည်းနည်းတော့ generous တယ်ပေါ့နော်ဆိုတော့ तू ကတော့အားလုံးနဲ့ဆိုင်တာပေါ့နော် gender နဲ့အတိအကျကြီးအကုန်လုံးနဲ့မဆိုင်တာတော့မဟုတ်ဘူးအကုန်လုံးနဲ့ပါတော့ပေါ့နော်ဒါပေမဲ့အဲ့ကနေမှရသွားတဲ့အချက်လက်ကို gender based violence အနေနဲ့အသုံးချလို့ရတယ်နော်ဟုတ်ကဲ့ဆိုတော့နောက်ဆုံး deepfakes နဲ့ပတ်သက်လို့နည်းနည်းမြန်မာပြည်ကလူတွေကဟို deepfakes အောင်ကောင်းကောင်းမကျွမ်းကျင်သေးပါဘူးဆိုတော့တချို့ဟာတွေမလုပ်တတ်သေးဘူးဒါပေမဲ့သူတို့ဘာလုပ်တတ်လဲဆိုတော့
ကိုဓာတ်ပုံနဲ့ဥမာထားပါတော့အရှိတောင်အားရှာလူတွေကရုပ်ချင်းစင်ကြရတယ်နော်ဒါဘယ်လိုပဲဖြစ်ဖြစ်နော်ဆိုတော့ sex နဲ့ပတ်သက်တဲ့ဗီဒီယိုတစ်ခုပုံတစ်ခုက leak ဖြစ်သွားတယ် leak ဖြစ်သွားလို့ရှိရင်ထားပါတော့အင်ဒိုနီးရှားရဲ့ကောင်းမလေးပေါ့ဒါပေမဲ့ဒီမှာမြန်မာပြည်မှာတူတဲ့လူကိုတို့တာလိုက်ရှာပြီးတာကြတော့ကိုယ့်ရဲ့ Facebook နေနေနဲ့နော် screenshot တွေရိုက်ပြီးတော့မလုပ်လဲနော်ဆိုတော့ဒီတယောက်တကုံတက်ကတော့အကြောင်းသူပါနော်ဆိုတော့စေးချောင်းတက်နေတဲ့ကောင်မလေးနော်ဆိုတော့အဲ့လိုမျိုးဆိုပြီးတော့ Facebook account တွေပါအဲ့လိုမျိုးယူပြီးတော့သူကဟိုပုံတွေနဲ့တွဲတင်လိုက်တယ်ဟိုဗီဒီယိုတွေနဲ့တွဲတင်လိုက်တယ်ကိုပုံကရှေ့ရထားပြီးတော့ဟိုဗီဒီယိုနဲ့တွဲတင်လိုက်အဲ့လိုမျိုးဆိုရင်နော်ဆိုတော့ Telegram မှာအဲ့လိုမျိုးတွေခံနေရတယ်အများကြီးပဲဆိုတော့ဟိုတခြားညီမတွေအဲ့လိုမျိုးနော်ဆိုတော့အမတွေအဲ့လိုမျိုးတွေခံရတဲ့ဟိုဟာတွေတွေ့ဘူး instance တွေတွေ့ဘူးတော့နော်ဆိုတော့သူတို့က defect တောင်မဟုတ်ဘူး defect လောက်လောက်တက်လို့တောင်မဟုတ်ဘူးသူတို့ကအဲ့လိုမျိုးနော်ဆိုတော့ဒါဘယ်သူလေးပါဆိုပြီးတော့အဲ့လိုမျိုးလူတွေကိုစိတ်ဝင်စားအောင်ဆွဲဆောင်ပြီးတော့အဲ့လိုမျိုးတွေလောက်တာမျိုးပေါ့နော်ဆိုတော့ပြန်ပြီးကောင်တာလောက်ရတဲ့ဟာတွေတော်တော်ခက်တယ်ပေါ့ပြန်ပြီးကောင်တာလောက်ဖို့တော်တော်ခက်တယ်အပြင်မှာဆိုရင်နော်အပြင်မှာဆိုရင်လွယ်မဲ့ကိစ္စတွေကနော်ဆိုတော့အဲ့ဒီ online ပေါ်မှာဆိုတော့တော်တော်ခက်သွားအဲ့တော့အဲ့ဒီဟာဘာကိုဥတည်သွားလဲဆိုတော့ online GBB နဲ့ offline GBB ဘာကွာလဲ in person မှာလုပ်တဲ့ GBB နဲ့ online မှာလုပ်တဲ့ GBB ဆိုဘာတွေကွာသွားမလဲနော်ဆိုတော့အဲ့ဒါဆိုရင်နော်ဆိုတော့အချင်းချင်းတစ်ချက်လောက်ဆွေးနွေးပေးပြနော်ဆိုတော့ကို group မှာပေါ့နော်ဒါနည်းနည်းလေးပြောကြည့်ပါကြတော့ကောင်းပါတယ်ကျေးဇူးတင်တယ်အများကြီးပဲဆွေးနေတာနော်ဆိုတော့တချို့ဟာတွေကျွန်တော်တော့မစင်စားမိဘူးနော်ဆိုတော့တချို့ဟာတွေအဲ့တော့ဘာလို့မလဲဆိုရင်
တဖွဲ့တည်းပဲပြောနေရကိုအဖွဲ့ကဆွေးနွေးထားတာလေးလဲပိုသိသွားအောင်ပေါ့အဖွဲ့တစ်ဖွဲ့ကနေ2ယောက်စီထွက်ပြီးတော့ကျန်တဲ့အဖွဲ့မှာနည်းနည်းသွားပြောပေးပါ2ယောက်စီပေါ့ဆိုတော့နည်းနည်းချင်းလဲလိုက်မယ်နော်ဆိုတော့လူချင်းနည်းနည်းလဲလိုက်မယ်အဖွဲ့အတူတူကိုမသွားနဲ့နော်2ယောက်စလုံးအဖွဲ့အတူတူကိုမသွားနဲ့ကျန်တဲ့တစ်ဖွဲ့မတူတဲ့တစ်ဖွဲ့ကိုသွားပေါ့အဲ့ဒါလားအင်ရှင်ပြေးဒီဘက်ကတစ်ဖွဲ့ကတယောက်ကနော်ဆိုဟိုဘက်ကိုသွားရမယ်နော်ဆိုတော့တယောက်ကရွေးပါဒီဖွဲ့တခြားဖွဲ့ကိုရွှေ့ပါဟိုဘက်နဲ့လဲရင်လဲဒီဘက်ဖွဲ့ကိုတယောက်သွားဟိုဘက်ဖွဲ့ကိုတယောက်သွားလိုက်ဒီဖွဲ့မှာလူလုံနေသေးတယ်ဒီမှာထိုင်လို့ရဒီမှာတယောက်လိုသေးတယ်တယောက်ဒီဘွဲ့တွေကလူတယောက်လောက်ထပ်ထွက်ပြီးလို့ရမလားသူကနော်ဆိုတော့ဂျန်နာက3ယောက်ပဲဂျန်နာပဲသူကလည်း2ယောက်ကတော့ထွက်ပြီးပြီနော်ဆိုတော့ဒီဘက်ဘွဲ့ကရော2ယောက်ထွက်ပြီးပြီလားထွက်ပြီးသွားပြီအဲ့ဒါဆိုရင်လည်းရပါတယ်ဟိုဘက်ဘွဲ့မှာလူအသစ်2ယောက်ရောက်ပြီလားမရောက်ဘူးဟာအဲ့ဒါဆိုရင်ဆိုတော့နည်းနည်းလဲလိုက်ရင်ကောင်းမှာနေတယ်ဆိုတော့ဒီဘက်ဘွဲကနော်ဆိုတော့လူအစ်တယောက်ကဟိုဘက်ခဏသွားလိုက်ပါနော်ဆိုတော့အဲ့ဒါဆိုရင်နိုင်နော်ဆိုတော့โอเคစင်ပြေပြီနော်စပြီးတော့ဆွေးနွေးလို့ရပြီ3မိနစ်လောက်ပဲမြန်လေးပြောနော်ဆိုတော့အမှားတဲ့ဒါ gender based violence ပဲမဟုတ်ပါဘူးနော်လေသူတို့ဒီ 16 day of activism ပေါ့နော် campaign လုပ်နေတဲ့ဟာ virtual is real ဆိုတဲ့ campaign ပေါ့နော် the virtual is real အဲ့ဒီဟာကိုသွားပြီးတော့အဲ့မှာ video တွေရှိတယ်နော်ဆိုတော့နိုင်ငံတကာကဟိုအဲ့လိုမျိုး case study ပေါ့ case study လေးတွေသွားပြီးတော့ကြည့်လို့ရပါနော်ဆိုတော့အဲ့လိုမျိုးဆိုတော့ကိုယ့်ရဲ့ဟိုတကယ်လို့ဒီထဲမှာလဲ trainer တွေပြန်ပါမှာပဲပေါ့နော်ဆိုတော့ trainer တွေဆိုကိုယ့်ရဲ့အဖွဲ့အစည်းကိုပြန်ပြီးတော့မျှဝေလို့ရတယ်ပြလို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးပေါ့နော်ဟုတ်ကဲ့Un día me propuso hacer un video sexual. Aunque no estuviera yo 100% segura de hacerlo, lo hice y después ese video se hizo viral sin mi consentimiento. Diario recibía decenas de mensajes ofendiéndome, lastimándome, culpándome. Cada vez que difunden tu video sexual sin tu consentimiento, es como si te pusieran en un lugar público, te dijeran apedréenla, qué delito cometimos, confiar, amar, vivir nuestra sexualidad libremente. Yo decidí ir a denunciar a un ministerio público. Lo primero que me dijo fue, no podemos hacer nada por ti, porque eso no es un delito en México. Nadie preguntó sobre el agresor. Nadie preguntó quién difundió el video o quiénes difundieron el video. Después de eso, pues intenté varias veces quitarme la vida, intenté suicidarme. Conocí más víctimas, más mujeres que al igual que yo habían sido exhibidas, conociendo sus historias. Lo hicieron mis hermanos, fundamos Defensoras Digitales y el Frente Nacional para la Sororidad. Y a partir de ahí, en un proceso largo, no fácil, se hizo la Ley Olimpia después de muchos años de batalla y la Ley Olimpia consta de una serie de reformas que por un lado reconocen la violencia digital como una modalidad, lo que crea condiciones para hacer políticas públicas en materia de prevención, de acción de incidencia, también castiga la difusión y producción no consentida de material íntimo, fotografías, videos, audios, a través de las plataformas sociodigitales. Hoy mi nombre no está relacionado con un video sexual, está relacionado con
una ley en mi país, nuestros cuerpos no son un crimen. Rồi,ကျွန်တော်တို့ဟိုရှေ့မှာဟိုမျိုးစားခွဲသွားတဲ့ထဲမှာဆိုဘယ်မျိုးစားထဲမှာပါလဲမသိဟမ် online ထဲမှာဟုတ်တယ်လေ online ထဲမှာဘယ်မျိုးစားထဲမှာပါလဲမသိသူက revenge bomb မျိုးစားထဲမှာပါတယ်ပေါ့နော် revenge bomb ပါဆိုတော့သူကကိုယ့်ရဲ့ဟိုဗီဒီယိုကိုဒါမှမဟုတ်ရင်လည်းဟိုလို non sensual image abuse ပေါ့နော်အဲ့လိုမျိုး non sensual image abuse တွေမှာပါတယ်ကိုယ့်ရဲ့ image ကိုသုံးဖို့ဗီဒီယိုကိုကိုယ့်ရဲ့ခွင့်ပြုချက်မပါဘဲနဲ့သုံးဆွဲလိုက်တော့နော်အဲ့လိုမျိုးဆိုတော့ဒါလေးပြောကြတာတော်တော်လေးကောင်းတယ်နော်တော်တော်များများဟိုဆွေးနွေးတဲ့အချက်တွေကိုနားထောင်ကြည့်တာတော်တော်လေးနည်းနဲ့ဆွေးနွေးကြတယ်ကိုယ်တွေလည်းအများကြီးကြုံဘူးတာအများကြီးကြုံဘူးတယ်ဆိုတာသူများတွေကြုံခဲ့တာမျိုးအဲ့လိုမျိုးတွေကိုသိနေတယ်ကြားတာတွေ့ရတာပေါ့နော်ဆိုတော့ဒီကသူတွေမှာ awareness အများကြီးရှိတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ okay ဆိုတော့ဒီဗီဒီယိုလေးကြည့်ခဲ့ပြီလို့ဆိုတော့အခုတော့မလုပ်မလဲဆိုရင်ကျွန်တော်တို့ကဒီအဆင့်လေးကိုသွားကြမှာပေါ့နော်ဆိုတော့GVB ပဲဖြစ်ဖြစ် TFGB ပဲဖြစ်ဖြစ်နော်ဆိုတော့အဲ့နှစ်ခုဖြစ်ရတဲ့အကြောင်းရင်းပေါ့အဲ့နှစ်ခုဖြစ်ရတဲ့အကြောင်းရင်းကိုစဉ်းစားကြည့်မယ်ပြီးတဲ့အခါကျလို့ရှိရင်ပုံမလွယ်ကူစေတဲ့အကြောင်းရင်းကိုစဉ်းစားကြည့်မယ်အဓိက root cause တော့မဟုတ်ဘူးနော်ဆိုတော့ तू ကအထောက်ပံ့ပေးနေတဲ့ဟာမျိုးပေါ့နော်အထောက်ပံ့ပေးနေတာနော်ပြစ်စေရနော်ဆိုတော့ဟလာအနေနဲ့အထောက်ပံ့ပေးတာနော်ဆိုတော့အဲ့လိုမျိုးထောက်ပံ့ပေးတဲ့ဟာမျိုးတွေဘာကြောင့်ပုံမလွယ်ကူသွားစေတာလဲဆိုတဲ့အချက်တွေကိုနော်အဲ့ဒါမျိုးလေးတွေစဉ်းစားကြည့်မယ်ပြီးတော့အဓိကဖြစ်စေတဲ့အကြောင်းရင်းတွေကိုလည်းစဉ်းစားကြည့်ပါပေါ့နော်ဆိုတော့ group လေးထဲမှာစဉ်းစားကြည့်မယ်flip ချက်လေးတစ်ချက်ကိုယူကြမယ်ယူပြီးလို့ရှိရင်ဘာလုပ်မလဲဆိုရင်အဲ့ပေါ်မှာကျွန်တော်တို့ကအပင်ပုံတစ်ခုဆွဲမယ်နော်အပင်ပုံအရင်အပင်ပုံအကြီးကြီးမားမားကြီးဖြစ်စေရမလို့အဲ့ဒီရဲ့အမြင့်နေရာတွေမှာကျွန်တော်တို့ကဓာတ်တွေကိုဖြည့်ကြမှာအမြင့်နဲ့ပင်စီနေရာတွေမှာပေါ့နော်ပင်စီနေရာမှာကျတော့ပုံမလွယ်ကူစေတဲ့အကြောင်းရင်းတွေကိုဖြည့်မယ်အမြင့်နေရာမှာကျတော့အဓိကဖြစ်စေတဲ့အကြောင်းရင်းတွေကိုဖြည့်ကြမယ်နော်ဒါလေးအဆင်ပြေလားမသိဘူးအပေါ်မှာအသီးနေရာလေးတွေတော့ခြံထားအောင်ပေါ့နော်ဆိုတော့အသီးဖြစ်မဲ့နေရာလေးတွေကိုခြံထားအောင်မယ်အသီးတွေအပွင့်တွေဖြစ်မဲ့နေရာကိုနည်းနည်းခြံထားမယ်လက်ရေးတော့နည်းနည်းလေးတေးသေးရေးမှပို့ပြီးအချက်လက်များများထည့်လို့ရမေးခွန်းမေးခြင်းတဲ့အဖွဲများရှိလားဘာလုပ်ရမလဲဆိုတာအဆင်ပြေလားကျွန်တော်တို့အခုဘာလုပ်မှာလဲတယောက်တော့ပြောပြပါလားတစ်ပင်ပုံဆွဲရမယ်တစ်ပင်ရဲ့အမြင့်မှာဘာတွေထားမှာလဲroot cause တွေထားမှာပေါ့နော်ဆိုတော့တစ်ပင်ရဲ့အမြင့်မှာ root cause တွေထားမှာပေါ့နော်ဆိုတော့ root cause တွေနော်ပြီးရင်ပုံမလွယ်ကူစေတဲ့အကြောင်းအရာတွေကိုကြတော့ဘယ်မှာထည့်မှာလဲပင်စီမှာနော်ဆိုတော့ပင်စီမှာပုံမလွယ်ကူစေတဲ့အကြောင်းအရာတွေကိုထည့်နော်ဆိုတော့အပင်ရဲ့သဘောလောက်ပဲနော်ဆိုတော့အပင်ကအရန်လှစရာမလိုသဘောလောက်ပဲကိုင်းလေးတွေထည့်လို့ရပါတယ်ထည့်ခြင်းလည်းထည့်ပိုင်းကင်စီထဲမှာမပါဒါပင်စီအမွှေးနေသေးတယ်တတ်ဘင်းပိုစတာပြန်ဝဲကြရင်လည်းလက်စွမ်းပြအောင်ပါနော်ဒါလည်းဆိုဘယ်ဘက်ကဟုတ်တယ်ဘယ်ဘက်ကခေါင်းလဲဟောဒါမြေမိုးစားပြန်ဝင်ကြရင်စုရနေဦးမယ်နော်ဒီလက်စမ်းပြနောက်တော့နော်ညီဖွင့်လိုက်ရှေ့ပိုင်းရှေ့ကိုမီးလေးဖွင့်ပေးလို့ရတယ်သူတို့ကြည့်ရေးရတာအစင်မမျိုးပြနေလား
ပြန်ဘိုးဘက်ကတခြားလူတွေလာကြည့်လို့ရှိရင်လည်းဖတ်လို့ရအောင်ရေးကြဟုတ်ရဲ့အဲ့လိုမျိုးစစ်လို့မရနော်ဘယ်အောင်မှာအိုးကြီးတွေမြုပ်တာပြပါတိတ်ပါလေလားပြပါတိတ်မရှိဘူးနော်ပါလားမင်းတို့ကတ်ခိုင်းပြီးတော့အဲ့လိုမျိုးကြည့်အောင်ဆွေးနွေးတာပုံများတယ်ဟိုသူများတွေရေးကုန်ကြဒီကတခုပဲရှိသေးရပါတယ်ရေးပါresource လို့ဖြစ်ရမှာ lack of resource ကိုရှင်းပြလိုက်တော့ရတယ်မှာဒီကအကြောင်းအဲ့လိုနောက်ဟိုအရာကြတော့ information နဲ့ဆိုင်ရင် disinformation misinformation လောက်တာတွေကလည်းရှိသေးတယ်ပေါ့နော် information မရှိတဲ့ဟာအပြင်ဟိုအမှားတွေဖြန့်တာတွေကပို့ပြီးတော့ဆိုတော့နော်သူအဲ့ဒီ case ဖြစ်ပြီးတဲ့အခါမှာသူတနေရာကိုတိုင်လိုက်တယ်လေနော်အဲ့ဒါသူတို့ action ယူဝေးလားနော်အဲ့ဒါလေးလည်းနည်းနည်းစဉ်းစားလို့ရပါတော့နော်ဆွေးနွေးမှုခဏလေး pause လုပ်ပြီးတော့ကျွန်တော်တို့ဟိုဟာလေးကိုကြည့်အောင်နော်ဆိုတော့ဒီ PowerPoint slide လေးကိုကြည့်အောင်နော် OGBB ပေါ့နော်ဆိုတော့ online နော်ဆိုတော့ဒါကတော့မဟုတ် education က definition ဖွင့်ထားတဲ့ဟာကိုကျွန်တော်ယူထားတာဖြစ်တယ်ပေါ့နော် OGBB မှာ OGBB ရဲ့တက်ရောက်မှုတွေပေါ့ဒါကတော့တို့အကြမ်းပြင်းဟိုဖြစ်ထားတဲ့ဟာလေးဖြစ်တယ်ခဏလေးဖတ်ကြည့်မယ်ပြီးရင်ကြတော့ကိုကလည်းအသေးစိတ်ထပ်ပြီးတော့အသီးပွင့်နေရမှာအစိတ်သီးတွေပေါ့လေကောင်းတဲ့အသီးပွင့်နေတော့မှာအစိတ်သီးတွေနေရာမှာကိုတို့ဖြည့်ကြမှာပေါ့နော်ဆိုတော့ဘယ်လိုမကောင်းတဲ့တက်ရောက်မှုတွေရှိလဲခုနကတော့အမျိုးဈေးလားနော်မက္ကဆီကိုနော်မက္ကဆီကိုဆိုတော့ဒီ Spanish စကားပြောတဲ့နိုင်ငံတခုပါပဲဆိုတော့မက္ကဆီကိုကအမျိုးသမီးဆိုရင်သူကသူ့ကိုယ်သူဟိုတက်တည်ဖို့ချိန်စူးစမ်းခဲ့တယ်ပေါ့နော်ဟိုကိုရီးယား case တခုဆိုရင်လည်းအဲ့လိုမျိုးတက်တည်သွားတာမျိုးရှိတယ်မြန်မာပြည်မှာဆိုရင်တော့ဟိုနော်မြန်မာ Imperial College လားနော်ဆိုတော့အဲ့မှာရှိတဲ့ဝန်ထမ်းတယောက်ကိုသူကနော်ဆိုတော့ LGBT community LGBT ကဖြစ်တယ်ဆိုတဲ့ဟာကိုနော် online ကနေပြီးတော့ page comment ရေးရနေပြီးတော့အဲ့လိုမျိုးဖြစ်ပြီးတော့သူကသူ့ဘိုင်းသူတက်တည်လိုက်တာရှိတယ်နော်ဆိုတော့အဲ့ဒါကမြန်မာပြည်မှာဖြစ်ခဲ့တဲ့တကယ်ကိုကြီးမားတဲ့ဟို online violence ကြောင့်ဖြစ်ခဲ့တဲ့တက်ရောက်မှုတစ်ခုဖြစ်တယ်ပေါ့နော်အဲကြတော့ကျွန်တော်တို့ကအခုတစ်ခေါက်ဘာလုပ်မှာလဲဆိုရင်အသီးတွေကိုဖြည့်ကြတော့နော်အသီးတွေကိုဖြည့်ကြတော့မယ်ဘယ်လိုတက်ရောက်မှုတွေရှိနိုင်လဲပေါ့နော်အဲ့လိုစဉ်းစားတဲ့အခါမှာဒီလိုမျိုးနည်းနည်းလေးခွဲပြီးတော့စဉ်းစားလို့လည်းရတယ်ဆိုတော့တကယ်လို့ထည့်ကျင်တယ်ဆိုရင်တော့ဥမာနံမိုင်းဆိုင်ရာပေါ့
spiritually ပါဘယ်လိုတွေထိခိုက်သွားလဲအဲ့ဒါမျိုးတွေပါထည့်ခြင်းလဲထည့်လို့ရနော်ဆိုတော့ဒီကိုယ့်ရဲ့ poster လေးကိုစာရွက်လေးကိုနိုင်ငံလေးမှာကတ်လိုက်မယ်ပေါ့နော်နိုင်ငံလေးမှာကတ်လိုက်မယ်ပြီးရင်ဘာလုပ်ရမလဲဆိုရင်ကိုယ့်အဖွဲ့မှာကြံနေခဲ့ပြီးတော့ရှင်းပြပေးရမယ်လူတယောက်ပေါ့နော်တယောက်ရှိရင်ရတယ်ကြံတဲ့သူတွေကတော့နော်ဆိုတော့လှည့်ပတ်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့နော်ဟုတ်ပြီနော်ဒါဆိုရင်နောက်တစ်ခုရှိတာကဘယ်လိုမျိုးပြန်လဲပေးလို့လည်းရတယ်နော်ဆိုတော့တကယ်လို့2ယောက်အလှည့်နဲ့လုပ်မယ်ဆိုလည်းရတယ်အဲကြတော့အခုအဆင့်မှာကတ်ပေးပါနော်သွားပြီးတော့ကတ်ပေးပါခဏလေးပါနော်အကုန်လုံးကတ်ပေးပါအောင်ခဏလေးစောင့်ပေးပါအောင်မပတ်မကြည့်နဲ့အောင်ခဏလေးရှင်းပြမယ်လို့ရှိပြီလားကတ်လို့ပြီးပြီလားကတ်ပေးပါအောင်နောက်ဆုံးကြံတဲ့အဖွဲတနေရာလေးပေါ့ဟိုဘက်လေးမှာကတ်လို့ရတယ်ဟုတ်ပြီကို station မှာကို station မှာကိုရှင်းပြပေးမယ်လို့ရှိပြီလားရှိပြီဆိုရင်ကိုကြိုက်တဲ့ station တခုကိုသွားမယ်သွားပြီးနားထောင်မယ်2မိနစ်လောက်နေကျွန်တော်က switch လို့ပြောလိုက်တယ်နဲ့နောက် station တခုကိုထပ်ပြောင်းမယ်ဟုတ်ပြီနော်ဆိုတော့ကိုစိတ်ကြိုက်ရွှေ့လို့မရဘူးအခုလောလောဆယ်ပထမအဆုံး station မှာနေရာယူမယ်နေရာယူပြီးပြီလားပြောမဲ့သူရောရှိပြီလားရှိပါပြီအဲ့ဒါဆိုရင်စပြီးတော့ပြောလို့ရှင်းပြလို့ရပြီနားထောင်လို့ရပြီ2မိနစ်အချိန်ရပါတယ်စပြီးတော့ရှင်းပြပေးပါနော်ဆိုဒီဘက်အဖွဲ့မှာကြည့်မဲ့သူမရှိသေးဘူးဒီဘက်မှာနော်ဆိုတော့တစ်ချက်ကြည့်ပေးပါနားထောင်ပေးပါရှင်းပြမဲ့သူပဲရှိပြီးတော့ကြည့်မဲ့လူမရှိသေးတဲ့ session တွေကိုသွားနားထောင်ပေးပါလဲပြီးတော့နားထောင်လိုက်လို့လည်းရတယ်ဟုတ်ပါနဲ့ဒီဘက်
Okay ဆိုတော့အချိန်ကတော့ပြည့်သွားပြီဆိုတော့ switch လုပ်ပေးပါနောက်တစ်နေရာကို switch လုပ်ပေးပါဟို presenter တွေလည်း change လို့ရပါတယ်နော်ဆိုတော့နောက်တစ်နေရာကို switch လုပ်ပေးပါရွှေ့မယ်နော်3မိနစ်လောက်ပဲအချိန်ရမယ်မြန်လေးတော့ရှင်းပြပေးပါနေရာလေးရွှေ့ပါဦးpresenter လဲရင်လဲပါနော် presenter လဲလို့ရတယ် presenter လဲရင်လဲလိုက်အောင်လေသူများဖွဲ့မကြည့်ရပါနဲ့မဆိုလို့โอเคဆိုတော့နောက်ဆုံးတစ်ဖွဲ့ကိုရွှေ့ပေးပါနော်ဆိုတော့နောက်ဆုံးကိုမရောက်သေးတဲ့အဖွဲ့ပေါ့နော်အဲ့ဒါလေးရွှေ့ပေးပါကိုမရောက်သေးတဲ့အဖွဲ့ presenter လေးလည်းနည်းနည်းလဲပါအောင်သူများအဖွဲ့ဟာကြည့်အောင်နောက်ဆုံးချိန်ဖြစ်ပါတယ်အဲ့ဒါဆိုတော့နော်ဆိုတော့နောက်ဆုံးချိန်မှာနောက်ထပ်10မိနစ်လောက်ရပါတယ်10မိနစ်လောက်ဆက်ပြောခြင်းပြောလို့ရတယ်ပြောပြီးပြီဆိုတဲ့လူတွေကတော့ပြန်ပြီးတော့ထိုင်ခြင်းလဲထိုင်လို့ရပြီပေါ့နော်10မိနစ်လောက်တော့အချိန်ဆက်ပေးထားပါတယ်ဆိုတော့တော်တော်လေးဆွေးနွေးနိုင်ကြတာတွေ့ရပါနော်ရှေ့ကိုနည်းနည်းလေးဆက်သွားလို့ရမလားရသေးလား energy ရှိသေးလားဘိုက်စာနေပြီလားဟာစာနေပါနော်ဘိုက်စာလေးနဲ့မြန်လေးဆွေးနွေးလိုက်ရင်ကောင်းမယ်လို့နော်ဆိုတော့ကျွန်တော်လိုက်ကြည့်တဲ့အခါကျတော့တခုသတိထားမိတာကအလဲပိုင်းကိုဆွေးနွေးတဲ့အခါမှာပင်စီကိုစဉ်းစားတဲ့အခါမှာနည်းနည်းအခက်တွေ့ကြတာကိုတွေ့ရတယ် root causes တွေကိုတော့စဉ်းစားလို့ရတယ်နော်ပင်စီကိုစဉ်းစားတဲ့အခါမှာတော့အဲ့လိုမျိုးအခက်တွေ့တာတွေ့ရကျွန်တော်တခုလေးပြောပြရလို့ရှိရင်ခုနကတော့အမျိုးသမီးပေါ့အမျိုးသမီးဆိုရင် तू ကပြန်ပြီးစင်ပြေသွားတဲ့အချက်ထဲမှာတစ်ချက်ရှိတယ်ဘာလဲမသိဘူး तू ဟုတ်တယ်เนาะဆိုတော့သူ့လိုမျိုးလောက်ခံရတဲ့သူတွေကဟို voice out လောက်လာတာပေါ့เนาะဆိုတော့အဲ့လိုမျိုးလောက်လာတဲ့အခါမှာ तू က sisters လိုမျိုးညီမတွေလိုမျိုးဖြစ်သွားတယ်ပေါ့เนาะအဲ့လိုမျိုးလေးပြောသွားတာရှိတယ်ဘာလို့ခက်လဲဆိုတော့ victim တွေကိုယ်တိုင်ကထုတ်ပြောဖို့တော်တော်ခက်တယ်
နော်ဆိုတော့အဲ့ကြတော့ဖြစ်ပြီးပြီဆိုရင်အဲ့ဒါကတယောက်ကထုတ်ပြောလိုက်တော့မှကျန်တဲ့သူကလည်းတက်တိရှိလာပြီးတော့ထုတ်ပြောမီဒူးဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဖြစ်တာတော်တော်ရှားတယ်ပေါ့နော်အဲ့ကြတော့အဲ့ဒါကလည်းတစ်ချက်ပေါ့နော်အဲ့ဒီတစ်ခုကလည်းလွယ်ကူနေစေတဲ့အချက်ပေါ့နော်meetings ကမရှိနေတာမဟုတ်ရှိနေတယ်ဒါပေမဲ့သူ့ကိုဘယ်သူမှမဖော်ထုတ်ကြဘူးသူကဆက်ပြီးတော့လုပ်နေတယ် case တွေအများကြီးဖြစ်လာပြီဆိုတော့မှအဲ့လူကပေါ်တာမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုး case တွေကိုကြားဘူးမှာပါဆိုတော့ဥမာကျောင်းဆရာတွေကနေပြီးတော့ကလေးတွေကို abuse လုပ်တာမျိုး case တခုကြားဘူးခဲ့လိမ့်မယ်ဆိုတော့လူတွေကနော်ဟိုတယောက်ကစပြီးတော့ပေါ်လိုက်ပြီဆိုတော့မှစကားဆက်ပြီးပြောပြီးတော့မှမင်းလည်းခံရတယ်ငါလည်းခံရတော့ဆိုတော့မှပြောရဲလာတာမျိုးပေါ့တောင်းတယောက်တည်းခံရတယ်ဆိုရင်ကြိတ်ပြီးတော့ခံလိုက်တာများတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဟိုခက်တာတခုပေါ့နောက်တစ်ခုကကျတော့ကျွန်တော်တို့မှာကျွလွန်တဲ့နီးပညာတော့ရှိတယ်ကာကွယ်တဲ့နီးပညာမရှိဘူးနီးပညာကျွလွန်ဖို့အတွက်လွယ်နေပြီးတော့ကာကွယ်ဖို့အတွက်ကမဖော်ရသေးဘူးဖြစ်တယ် AI လိုမျိုးပေါ့နော် AI ကိုဥမာထားပါတော့ AI နဲ့သုံးပြီးတော့ essay ကိုရေးလိုက်လို့ရတယ်ဒါပေမဲ့အဲ့ essay ကိုရေးလိုက်တဲ့ AI ကို AI နဲ့ရေးထားတာလားဆိုတော့ပြန်ဖော်တဲ့နီးပညာရှိတော့ရှိတယ်ဒါပေမဲ့အဲ့လောက်မကောင်းအဲ့လိုဖြစ်နေပေါ့နော်ဆိုတော့အဲ့လဲဆိုတော့ရှိတော့ရှိတယ်ဥမာ AI dictator ဘာညာ .com တွေရှိတယ်ဒါပေမဲ့အဲ့ကောင်တွေကိုယ်တိုင်ကနည်းနည်းမှားနေတာမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့နည်းနည်းခက်တာပေါ့နော်ဆိုတော့အခုလည်းအဲ့လိုပဲ deepfake တွေဘာတွေပေါ်တယ်ဒါက deepfake လားဆိုတာပေါ်ပြီးတော့တန်းဖြတ်နိုင်တဲ့ဟာမျိုးပေါ့ဥမာ Facebook ပေါ်မှာတင်လိုက်တယ် Facebook ကဒီကောင်တန်းပြီးတော့ဖြတ်ချနိုင်တဲ့ algorithm မျိုးသူ့မှာမရှိသေးဘူးသူတို့မှာအဲ့ဒီ social media တွေကိုယ်တိုင်ကအဲ့ဒီကိစ္စကိုမလုပ်နိုင်သေးဘူး Telegram တွေဘာတွေကဒါတွေကိုခွင့်ပြုတာတယ်နော်ဆိုတော့အဲ့လိုမျိုးတွေဆိုတော့တော်တော်လေးကြွားကြတယ်နော်ဆိုတော့အဲ့ဒါကြောင့်မလို့ပိုလွယ်စေတာဖြစ်တယ်နော်ဆိုတော့နောက်ပြီးတော့ဥပဒေပေါ့နော်ဆိုတော့သူ့ရဲ့ကိစ္စမှာဆိုဥပဒေမရှိနေတော့ရေရာတဲ့ဥပဒေမရှိနေကျွန်တော်တို့ရှိမှဆိုရင်တော့ဟိုလုံးလို့ရတာတခု66ခါကြီးလိုဟာမျိုးတခုလောက်ပဲအဲ့ဒါကလည်းပဲ general အရန်ကြတယ်နော်ဆိုတော့အဲ့လိုမျိုးဆိုတော့တော်တော်လေးကြွားကြတယ်ဆိုတော့ကျွန်တော်တို့နောက်ဆုံးအဆင့်လေးကိုသွားကြမယ်ဘာလုပ်ကြမလဲပေါ့နော်ဘာလုပ်ကြမလဲအဲ့ဒါတွေတော့ဖြစ်နေပြီပေါ့ကိုဒီဘာလုပ်ကြမလဲဆိုတော့အဲ့ဒါလေးကို group လိုက်ဆွေးနွေးပေးပါလူဖွဲ့စည်းအနေနဲ့မိဘရဲ့ရွာလူဖွဲ့စည်းတွေကဘာတွေလုပ်ကြမလဲပြီးရင်တဦးချင်းတွေနဲ့ဘာတွေလုပ်နိုင်လဲပေါ့နော်အဲ့ဒါလေးကိုဆွေးနွေးပေးပါနော်တချို့ဟာတွေကြတော့ဟိုကိုလုပ်လို့မရတာတွေတော့ရှိတာပေါ့လေနော်ဆိုတော့အဲ့ဒါတွေကိုခဏရှောင်ပြီးတော့စဉ်းစားလို့ရတယ်ကိုလုပ်လဲရတဲ့အပိုင်းကိုပဲအဓိကပေါ့တဦးချင်းတွေနဲ့ဘာလုပ်လို့ရပြီးပြီဆိုတော့စက်ဝိုင်းပုံစံလေးရက်လိုက်အောင်နော်စက်ဝိုင်းပုံစံလေးနည်းနည်းလေးစက်ဝိုင်းပုံစံလေးရအောင်ရက်ပေးပါစက်ဝိုင်းလက်ဆင့်ကမ်းလို့ရရင်ရတယ်ဟုတ်ရတယ်ဒီဘက်လာလဲရဟိုဘက်နားလေးတွေနည်းနည်းဖြည့်လိုက်ရင်အဆင်ပြေမယ်နဲ့ဒီနားလေးနည်းနည်းဖြည့်လိုက်ပါလူလုံးနဲ့မထိနေဘူးဖြစ်โอเคဆိုတော့ဘာလုပ်မလဲဆိုရင်လုံးလို့ရတဲ့ဟာတစ်ခုတူတူလေးပဲပြောမယ်တစ်ခုဆိုရင်အဲ့ဟာဘာကြောင့်လုံးရမလဲဘာညာအဲ့လိုအကြောင်းပြချက်တွေမပြောတော့ဘူးဘာလုပ်လို့ရတယ်အဲ့တစ်ခုပဲမထက်ရဘူးနော်မထက်ရဘူးကြံတဲ့လူတွေကနောက်ကကြံနေတဲ့လူတွေကမထက်ရဘူးရလားမသိဘူး
နော်ဆိုတော့ဘယ်သူစပြောမလဲဆိုရွေးလိုက်မယ်နော်ဆိုတော့ဒီတယောက်ကိုစလိုက်မယ်နော်ဆိုတော့ဟုတ်ပြီဒါဆိုရင်ဒီတယောက်ကနေစပြီးတော့ဒါဆိုတော့ဒီဟာလေးကင်ပြီးတော့ဘာလုပ်လို့ရလဲနော်ဆိုတော့ပြောပေးမယ်ပြီးရင်တစ်စိတ် lesson ကန်သွားမယ်ဟုတ်ပြီနော်စပြီ support group တွေလုပ်ပေးလို့ရဟုတ်ပြီ sharing လုပ်ပေးလို့ရဟုတ်ပြီ social media မှာ awareness ပြန် awareness ပြန်ပေးလို့ရပြီမထပ်သေးဘူးနော်ထပ်သွားပြီလားဟုတ်လို့ဆိုမထပ်သေးဘူးထင်တယ် အဲ့ဒီဒီလိုထိခိုက်မှုမရှိအောင်ကာကွယ်ထားဖို့ ဟုတ်ပြီကိုညီပေးဖို့လေဟုတ်ပြီ ကိုယ့် data တွေကို protection လုပ်ထားဖို့ပေါ့လေ ဟုတ်ပြီနည်းနည်းလေးကြည်ကြပြောပြလားဒီဘက်ကလူတွေကြားအောင် listening without judgment နော်ဆိုတော့ဟုတ်ပြီကျေးဇူးပါ အဲ့လိုမျိုးpsychology နဲ့ပတ်သက်တဲ့ mental health counseling တွေဖွဲ့စည်းတွေကပြီးပေးလို့ရတယ် consulting လုပ်ပေးလို့ရတယ် counseling လုပ်ပေးလို့ရတယ် mental link လုပ်ပြီးပဲတဲ့ community တစ်ခုတည်း acceptance ဟုတ်ပြီနော်ဆိုတော့ victim blaming မလုပ်ဘူး affected law တွေရှိလာဖို့အတွက်ကိုယ့်ဘက်က action တစ်ခုယူပေးလို့ရတယ် ဟုတ်ပြီနော်ဆိုတော့ advocate လုပ်မယ်ပေါ့နော်ဆိုတော့ focus ဆိုတာဆို policy ကိုပြင်မယ် policy ကိုပြင်မယ်ဘယ် policy ကိုပြင်ပါလဲ ကာကွယ်ဟာပေါ့နော် legal protection ဆိုအဲ့ protection မှာတော့ policy making နဲ့ survey ကောက်တယ် survey ကောက်တယ်ဒီ affected ဖြစ်တဲ့ဥစ္စာမျိုးတော့ legal protection နဲ့တော့လုပ်ချတာပေါ့နော်ဆိုတော့ဟိုက supporting နေပဲရတယ်ပေါ့ဒါပေမဲ့တကယ်တမ်း affected ဖြစ်တဲ့ဥစ္စာကျတော့ legal protection မှာရတယ်ဆိုတော့ ဟုတ်ကဲ့ ပြင်မယ်ပေါ့ ဟုတ်ကဲ့ self awareness အားကောင်းအောင်လုပ်မယ်အဲ့တစ်ဖက်ကအခြားသူတွေကိုလည်း self awareness အားကောင်းအောင်လုပ် promote လုပ်မယ် ဟုတ်ပြီ listening ကတော့နားလို့တော့အဲ့ဒါနေရာ specific to keep တဲ့အပိုင်း ဟုတ်ပြီဟုတ်ပြီ safe space တွေဖန်တီးပြီး အာ safe space တွေဖန်တီးပေးမယ် victim တွေကိုကတော့ normal life ကိုပြန်ပြီးဝင်လာအောင်လို့ solution တွေရှာပေး solution တွေကူရှာပေးမယ်ဟုတ်ပြီ report လုပ်ပြီးတော့fitting ကိုယ်တိုင်ကဖြစ်နေ report လုပ်လို့ရတယ်။ကိုယ်အတိထဲမှာ fitting ကရှိရဆိုလို့ရှိရင် fitting ကကိုက report လုပ်ပြီးရ report လုပ်ပေးမယ် ကိုယ်တိုင်ကလည်း report လုပ်ပြီးရ document တွေလုပ်ပြီးရ ဟုတ်ကဲ့ကောင်းပါတယ် အဲ့တော့ဒီကြောင့်လည်းခင်ဗျားတွေစီကအတန်ကြီးများထွက်လာအောင်လို့ပေါ့နော်လုံခြုံတဲ့နေရာတွေအပြင်မှာပေါ့နော်သူတို့ရဲ့ခံရတဲ့အကြောင်းရင်းကိုဘယ်လိုပြော my name တက်တယ်ပေါ့နော်လှုပ်ဝက်ဆိုတာထိမ့်သိမ့်ပေးရဖို့လေ ဟုတ်တယ်ဟုတ်တယ် ဒီကေလောကိုရောက်ဖို့အတွက်ဥပဒေဆိုတာလည်းအတန်တွေပေါ့နော် Britain ဘက်ကရောဒီ common ဘက်ကရောနားထောင်ပြီးတော့ policy ပေါ့နော် government ဘက်က policy တစ်ခုလုပ်ပြီးတော့ပေါ့ ဟုတ်ပြီဟုတ်ပြီ ရှင်းနေတော့အမှန်တိုင်းလက်ခံ ခြေနေကိုမှန်တိုင်းလက်ခံနည်းနည်းလေးချက်ပြောလို့ရလဲနော်အဲ့ဒါကြတော့နည်းနည်းချက်ပြော acceptance ပေါ့ဒါ acceptance ဘာမှလုပ်လို့မရတဲ့ဟာကိုဒါကြီးကိုသွားပြီးတော့နောက်သားတွေထက်ဒီဟာကြီးကိုလက်ခံပြီးတော့ဘာဆက်ဖြစ်မလဲဆိုတဲ့ဟာကိုပြောလို့ရတယ် ဟုတ်ကဲ့ပါကျေးဇူးပါ ကျိုးဝင်တဲ့သူကိုထိရောက်တဲ့ EU ဟုတ်ပြီ ကျူးလွန်တဲ့သူကိုတေချာရှာပြီးတော့ဥပမာခုနကအကောင်ကဖြစ်တဲ့ကိုပြန်ပြီးတော့ follow မယ်လို့ပြောတယ်ပေါ့ကျွန်မကတော့သူနဲ့သူကဘာလဲဆိုတော့အေးဖြစ်တဲ့ဘက်မှာနည်းနည်းလေးဟိုအားတောင်းလာပြီဆိုလို့ရှိရင်ကျူးလွန်တဲ့သူလက်ရှာမယ်လက်ရှာပြီးတော့ထိရတော့တစ်ခုခုလုပ် တီရောက်ကလုံးဟုတ်ကဲ့ကျေးဇူးပါလက်ကုပ်တီးပေးပါဦးလို့ဆိုတော့အားလုံးပြန်ထိုင်လို့ရပါပြီလို့ဆိုတော့အရန်ကောင်းပါတယ်နော်ဆိုတော့ပြောသွားတဲ့ထဲမှာလို့ဆိုတော့အချက်တွေအရန်ကောင်းတယ်ပို့ပြီးမြင်ရတာက restorative justice ကိုလည်းတော်တော်များများပြောသွားတယ်ပေါ့များသောအားဖြင့် justice လို့ပြောလိုက်လို့ရှိရင်ဟိုကျူးလွန်တဲ့သူကိုအပြစ်ပေးဖို့ပို့ပြီးအာရုံစိုက်ကြတယ်ပေါ့နော်ဒါပေမဲ့ victim ကိုဘယ်လိုတရားမျှတမှုရအောင်ပေးမလဲဆိုတဲ့ဟာကိုတိတ်မစင်စားကြဘူးเนาะဒါကဟို traditional justice ရဲ့ဘောင်ကိုကျော်လွန်ပြီးတော့ restorative justice ဖြစ်တယ်ပေါ့လူတယောက်သေသွားပြီဆိုမှတော့ဘာနဲ့မှအစားပြန်ထိုးလို့မရတော့ဘူးလေနော်ဟုတ်တယ်မလားနော်ဆိုတော့အဲ့ဒီမှာလူတယောက်သေသွားပြီဆိုရင်ဥမာထားပါတော့ဟိုဒဏ်ငွေပေါင်းဘယ်လောက်ပဲပေးလူဘယ်နှယောက်ပဲထပ်တက်ဒီလူကပြန်မရှင်လာနိုင်တော့အဲ့ကြတော့ကြံနေခဲ့တဲ့သူကိုမိခင်ဖြစ်ရင်ဖြစ်မယ်နော်ဆိုတော့ကြံနေခဲ့တဲ့သူ့ရဲ့ဆွေမျိုးသားချင်းဖြစ်ရင်ဖြစ်မယ်သူတို့အတွက်ဘယ်လိုကောင်းအောင်လုပ်ပေးမလဲဆိုတဲ့ဟာက restorative justice ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါမှမဟုတ်ရင်လည်းဟိုဒီတက်ရှင်ကြံရတဲ့ဒီ survivor ကိုနော်ဆိုတော့ခံရတဲ့လူ victim ကိုကျွန်တော်တို့ကဟို psychologically ဥမာနော်ဆိုအလောက်ကန်ပျက်စီးသွားတယ်အဲ့ဒါဆိုရင်အလောက်ကန်ပြန်ပေးဖို့ကြိုးစားမယ်
နော်အဲ့လိုကိစ္စတွေက restorative justice ဖြစ်တယ်တချို့ကိစ္စတွေကြတော့ကျွန်တော်တို့က judiciary justice ကိုအားကိုးလို့မရတဲ့ဟာမျိုးတွေရှိတယ်နော်ကျွန်တော်တို့ကတခြားနည်းလမ်းတွေနဲ့တွားရမှာမျိုးတွေရှိတယ်ပေါ့ဆိုတော့နောက်တစ်ခုကဒီကလူတွေပြောတဲ့ထဲမှာကုမ္ပဏီအဖွဲ့အစည်းတွေအကြောင်းကိုသိပြီးတော့မပြောတော့နော်ကုမ္ပဏီအဖွဲ့အစည်းတွေမှာလည်းအဲ့လို policy တွေရှိလာဖို့နော် NGO တွေအဲ့လိုမျိုးအဖွဲ့အစည်းတွေအဲ့လိုအဖွဲ့အစည်းတွေမှာရောဒီလို GBB နဲ့ပတ်သက်လို့ strong ဖြစ်တဲ့ policy တွေရှိပြီလားသူတို့ကပို့ပြီး advocate လုပ်ဖို့ပိုလွယ်တယ်လीเนาะ။ဥပမာအလုပ်ယုံစက်ယုံတွေပေါ့ဥပမာထားပါတော့ဒီကျောင်းတွေပေါ့ကျောင်းတွေဆိုတာပညာပေးတဲ့နေရာတွေဖြစ်တယ်။သူတို့ကိုယ်တိုင်က gender based violence ကိုကာကွယ်ဖို့ဒါမှမဟုတ်ရင်ဖြစ်ပြီးသွားရင်တိတိယောက်ယောက်ရေးယူဖို့ဘာ stem ဒီဘာ instrument မှမရှိနေဘူးဆိုတာလည်းအစင်မပြေနေဘူး။သူတို့ကိုလည်း advocate လုပ်အောင် advocate လုပ်တဲ့ဆိုတော့ထိတ်ဆုံးဝင်မကဘူးအဲ့အလဲကလူတွေကိုလည်း advocate လုပ်ဖို့လိုတော့ပေါ့နော်။ဆိုတော့အဲ့ဒါလေးပါ။ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့တက်ရောက်ပေးတဲ့အတွက်နော်ဆိုတော့နောက်ဟိုဟာတွေမှာလည်းပြန်တွေ့ကြပါတယ်ကျွန်တော်နာမည်အောင်ကျော်ဖြိုးပါနော်ဆိုတော့နော်ဆိုတော့ဟုတ်ကဲ့ကဲပါဆိုတော့ဒီနေ့ session